Hello မင်္ဂလာပါနည်းနည်းနောက်ကျသွားတယ်ဒီည Zoom မှာလည်းနည်းနည်းကြာသွားလို့ sorry ပါ7 နာရီကနေလွတ်မလို့ပဲကဲရှေ့ပေးကြပါဟာလေလုယာအရောက်စီတိုင်းဘုရားသခင်ကောင်းကြီးခံစားရတော့ညဖြစ်ကြပါစေဟာလေလုယာယေရှုတော်အရင်ဆုံးချီးမွမ်းရအောင်နော်ခဏနည်းနည်းရှေ့လိုက်မယ်ဟာလေလုယာโอเคဆုတောင်းရအောင်လေနော်ဟာလေလုယာ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 တန်ရှင်တော်ဝိညာဉ်တော်ဖျားယေရှုနမဖျားအဖခမေယထန်တမီသူဝင်ချင်းကတ်စတောင်းပါရကိုရောယေရှုတင်နေအိုး2025ခုနှစ်ဆုံးတိုင်အထိကိုရောတမချင်းပျော်ရွှင်ခြင်းငြိမ်သက်ခြင်းအသက်ရှင်တော်အခွင့်စားတောက်ရခွင့်တွာလာတော့အခွင့်ကိုရောပြီးတော့ကြောင်းနေယေရှုတော်ချီးမွမ်းတယ်လို့ဒီနေ့2025ပြီးမှဒီနေ့2026ဖက်ဝင်လာတဲ့အချိန်နာရီအတွက်2026ခုနှစ်အတွက်တမီးတို့ပြန်နေရနှုတ်ကပတ်တော်ဝင်ငါချင်းဆုတောင်းခြင်းတစ်ခုစီတိုင်းကိုရောလက်တော်အနန္နေတန်ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်အနန္ပါယီနှုတ်ကပတ်တော်ဟောကြားမဲ့ကောင်းကင်မနှစ်ပါးနဲ့နှုတ်ကပတ်တော်ဟောကြားမဲ့ဝိညာဉ်တော်ဖျားကိုယေရှုခေါ်ပိတ်တယ်ဒီနေ့2026ကနေကောင်းကြီးပေးဖို့2026ခုနှစ်အတွက်ကျမ်းမာခြင်းကောင်းကြီးရွှေငွေကောင်းကြီးကြွယ်ဝခြင်းကောင်းကြီးအိမ်ထောင်ရဲ့ကောင်းကြီးတွေကိုပြန်လို့တွန်းလောင်းပေးမဲ့ဝိညာဉ်တော်ဖျားကိုလည်းယေရှုခေါ်ပိတ်တယ်ကောင်းကြီးတွန်းလောင်းပေးမဲ့ကောင်းကင်မန်ကိုလည်းယေရှုခေါ်ပိတ်တယ်အဖဆီလို့ပေးပါအဖဆီလို့ပေးတဲ့ကောင်းကင်မန်ကိုယေရှုနမပြုဝင်တော်မြင့်တဲ့စစ်တဲ့မေးဒီငွေရေးကြေးရေးနဲ့ဆိုင်တဲ့ကောင်းကြီးနဲ့ဆိုင်တော့ကောင်းကင်မန်12ပါးကိုလည်းယေရှုခေါ်ပိတ်တယ်အဖဆီလို့ပေးပါအဖဆီလို့ပေးတဲ့ကောင်းကင်မန်ကိုယေရှုနမပြုဝင်တော်မြင့်တဲ့စစ်တဲ့မေးသွားကောင်းကင်မန်ယေရှုကျွန်တော်ပေးရှာတန်ရှင်တော်ကောင်းကင်မန်ယေရှုခေါ်ပိတ်တယ်ဒီညရဲ့အစီအစဉ်အစလေးဆုံးကရောလက်တော်အနန္တေတန်ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်အနန္ပါယီဟာလေလုယာအာမင်ဟာလေလုယာအရောက်စီတိုင်းဖျားသခင်ကောင်းကြီးပေးပါစေဒီနေ့တော့2026ရဲ့ကောင်းကြီးမင်္ဂလာဆုတောင်းပေးမှာဖြစ်တယ်ဆိုတော့ကျမတို့အစင်တင်လေးတွေလုတ်ထားဖို့ကတော့ဘာလို့အပ်လဲဆိုတဲ့အခါမှာကိုသုံးနေတဲ့ပတ်စံအိတ်ပေါ့နော်ကိုသုံးနေတဲ့ပတ်စံအိတ်ရဲ့ဖုန်းရဲ့ဘန်စာအုပ်ရဲ့ဘန်ကတ်ရဲ့ပြီးရင်ပတ်ပုံတင်နော် passportဒီကားနဲ့ဆိုင်တဲ့အရာတွေเนาะကောင်းကြီးပေးဖို့တိုးပွားဖို့ပေါ့เนาะကားဆိုရင်ကားဝစ်တက်ဒီလိုပေါ့ဒီလိုမျိုးတွေเนาะအဲ့လိုမျိုးတွေလည်းချထားလို့ရတယ်ပြီးရင်ရင်မောင်းတွေမှတ်ပုံတင်နေလဲကောင်းကြီးရှိဖို့လိုတယ်ပေါ့เนาะပြီးရင် passport စာအုပ်တို့เนาะဘန်စာအုပ်တို့ဆိုဘန်စာအုပ်အစင်မပြေဘူးဆိုရင်ဖုန်းမှာရှိတဲ့ဘန်အကောင့်တွေဖွင့်ထားလဲရတယ်เนาะဆိုတော့ဒါက12နာရီထိုးရင်ကျမပြန်ပြေကောင်းကြီးပေးမှာဖြစ်တယ်ဆိုတော့အခု12နာရီမထိုးခင်နာရီဝက်အလိုမှာကကျမကဒီကျွဲအပြင်ဟိုပါပေါ့เนาะအပြင်ကျွဲဝချင်းနဲ့အသွေးကျွဲဝချင်းဆိုတဲ့ခေါင်းစဉ်နဲ့ကျမနှုတ်ကပတ်တော်ပြန်ပြေမှာပြောသွားမှာဖြစ်တယ်ဟာလေလုယာဆိုတော့ကျမ17နာရီကနေလွတ်မလို့ဒီညလဲ Zoom မှာကလူများတယ်ကျမတို့ကတနစ်ပြီးသွားပြီဆိုတော့ Zoom မှာတယောက်နဲ့တယောက်အပြည့်ဝင်ချတောင်းပန်ခြင်းเนาะအပြည့်ဝင်ချတောင်းပန်ခြင်းတွေလုပ်နေတဲ့အခါမှာနည်းနည်းလေးကြာသွားတာဖြစ်တယ်ပေါ့เนาะဟာလေလုယာเนาะမနော်အေဖောဆီယမနော်အေဖောမတွေ့တာကြာပြီတတိရတယ်ပုံနေတော့တွေ့တယ်ဟာလေလုယာဆိုတော့ဒီနေ့နှုတ်ကပတ်တော်ရွေးထားတဲ့အရာပါလေဆိုတဲ့အခါမှာဒီနေ့ကျမတို့အပြင်ကျွယ်ဝခြင်းအသွေးကျွယ်ဝခြင်းဆိုတဲ့အခါမှာဒီနေ့ကျမတို့ကလူတိုင်းကကျွယ်ဝခြင်းနေဆိုရင်ရွှေငွေအိမ်ကားလောက်ပဲကျမတို့ကထင်ကြတယ်ပေါ့နော်ဒါမဲ့ကျမတို့အပြင်ကျွယ်ဝခြင်းအသွေးကျွယ်ဝခြင်းဆိုတဲ့အခါမှာကျမတို့ခန္ဓာကိုယ်
ကျမ်းမာဖို့ခန္ဓာကိုယ်ကြွယ်ဝပြီးမှအသွေးဝိညာဉ်မကြွယ်ဝရင်လည်းအလကားပဲเนาะဆိုတော့ဒီနေ့ကျမတို့ခန္ဓာကိုယ်ကျမ်းမာဖို့ကအသွေးဝိညာဉ်နဲ့ကျမ်းမာရတယ်ခန္ဓာကိုယ်ကျမ်းမာပြီးမှအသွေးဝိညာဉ်မကျမ်းမာနဲ့ဘာဖြစ်လဲဝိညာဉ်မပျော်တော့ဘူးဆိုရင်ကျမတို့ခန္ဓာကိုယ်တွေကလည်းမပျော်ဘူးเนาะစိတ်ဝိညာဉ်ကအရေးကြီးတယ်အဲကြောင့်မို့ဝိညာဉ်ရေးရမှာလည်းကြွယ်ဝချမ်းသာဖို့လိုတို့အပြင်ကိုယ်ခန္ဓာအတွက်လည်းကြွယ်ဝချမ်းသာဖို့လိုတယ်ဆိုတော့ဒီနေ့ကျမတို့2026မှာကျမတို့ကကြွယ်ဝခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုပြီးဆုတောင်းခံတဲ့အဆင့်ပဲမဟုတ်ဘဲနဲ့ဖခင်ကကျမတို့ကိုနော်လိုချင်တဲ့အသက်တာဖခင်လိုချင်တဲ့အသက်တာနဲ့ကျမတို့ဘယ်လိုအသက်ဆက်ရှင်မလဲဘယ်လိုသွားလာမလဲဖခင်ရဲ့အကြိုက်ဘယ်လိုအသက်ရှင်ပေးမလဲဖခင်ကိုဘယ်လိုအချိန်ပေးမလဲဆိုတဲ့အရာကိုကျမတို့ရဲ့အသက်တာကိုပြုပြင်ဖို့လိုတယ်เนาะဒီနေ့ကျမတို့အသက်တာတော့မပြုပြင်ဘဲနဲ့ကျမတို့ကောင်းကြီးပဲတောင်းခံနေလို့မရဘူးเนาะဆိုတော့ဒီနေ့ကျမတို့မြန်မာပြည်မှာလည်းဖခင်ကြီးမမအသုံးပြုတဲ့ဆရာဆရာမတွေအများကြီးပဲအဲ့တော့လူတိုင်းကဘာဖြစ်လဲကောင်းကြီးလိုချင်ဟိုမှာတောင်းခံလိုက်ဒီမှာတောင်းခံလိုက်ဟိုဇွန်းဝင်လိုက်ဒီဇွန်းဝင်လိုက်ပဲမပြီးပါဘူးဒီနေ့ကျမတို့ရဲ့အသက်တာပြောင်းလဲဖို့လိုတယ်နော်ဒီနေ့ကျမတို့ဒီလိုအခြေအနေရောက်လာတာလေကျမတို့တင်တန်းနေတက်ပြီးရောက်လာတာလည်းမဟုတ်ဘူးနော်ကျမတို့ရဲ့ဘဝအသက်တာအရင်ပြုပြင်ရတာဖြစ်တယ်ဟာလေလုယာနော်ဆိုတော့ဒီနေ့ဟေဘဲအခန်းကြီး73အငယ်4ကနေကျမတို့ကြည့်ရအောင်နော်ဆိုတော့ခတ်သိမ်းသောသူတို့၌တဲ့မင်္ဂလာဆောင်ခြင်းအမှုနှင့်တစ္ဆာတန်ဝါဒပြုခြင်းအမှုသည်အတရေရှိစေလောတဲ့မတရားသောမေထုံကိုပြုသောသူတို့နှင့်သူမယားကိုပြစ်မှားသောသူတို့ကိုဘုရားသခင်သည်စစ်ကြောစီရင်တော်မူလိမ့်မည်ဒီနေ့ကျမတို့နော်မင်္ဂလာဆောင်ဖို့နော်ယောက်ျားမိန်းမယူဖို့နော်ဒီအရာတွေကစဖះအပါပြောထားလေဆိုတဲ့အခါမှာအတည်ရှိစေကြရှိစေလို့ဆိုတဲ့အခါမှာတင့်တယ်ဖို့အတည်ရှိဖို့ကျမတို့နော်ဖောက်လွဲဖောက်ပြန်အခုတွေ့အခုဤစားဖြစ်အခုကြိုက်မင်္ဂလာမဆောင်ဘဲနဲ့ကျမတို့ဒီလိုမျိုးနဲ့ကျမတို့အိမ်ထောင်စပြုတ်မယ်ဆိုရင်အဲ့မှာကလေးကကျမတို့ကောင်းကြီးပိတ်သွားတာဖြစ်တယ်เนาะဒီနေ့ကျမတို့ကယောက်ျားဖြစ်ပြီးရောပတ်စံရှင်ပြီးရောဆိုပြီးမှကျမတို့ကတွေ့ရာယောက်ျားယူတွေ့ရာမိန်းမယူပြီးမှကျမတို့မင်္ဂလာအခုခေတ်တောင်မင်္ဂလာတော့မဆောင်သေးဘူးအတူတူเนาะနေကြပြီးအရင်ကတော့နိုင်ငံခြားမှာပဲနေတယ်အခုကမြန်မာပြည်မှာကိုကဒီလိုဖြစ်နေပြီအဲ့တော့ဒီနေ့ကျမတို့ကောင်းကြီးရဖို့လဲကိုယ့်ရဲ့သားသမီးတွေကိုယ့်ရဲ့မိသားစုတွေလဲအိမ်ထောင်ပြုမဲ့အရွယ်မိန်းမယူမဲ့အရွယ်ယောက်ျားယူမဲ့အရွယ်ဆိုရင်ကျမတို့ကဘာလုပ်ဖို့လိုလဲဆိုတဲ့အခါမှာတန်ရှင်းချင်းရှိဖို့လိုတယ်ဖះအလိုတော်ရှိတဲ့အိမ်ထောင်နော်ဖះအလိုတော်ရှိတဲ့အသက်တာနဲ့ကျမတို့အိမ်ထောင်ပြုဖို့လိုတယ်နော်စကတိကနေကျမတို့မယူခင်ကနေအိမ်ထောင်တွေကမားကုန်ပြီးဖောက်လွဲဖောက်ကုန်ဖြစ်ပြီးဆိုရင်ဒီအိမ်ထောင်ကနေရလာတဲ့သားသမီးတွေလည်းကောင်းကြီးမရှိပါဘူးနော်ဒါကြောင့်မလို့ကျမတို့ကိုယ်တိုင်ကိုယ့်ရဲ့သားသမီးတွေကောင်းကြီးခံစားစေချင်တယ်ဆိုရင်မိဘတွေကိုယ်တိုင်နော်ဖះရှေ့မှာတန်တန်ရှင်းရှင်းနဲ့မင်္ဂလာဆောင်ပြီးမှအိမ်ထောင်ပြုဖို့လည်းလိုအပ်တဲ့အရာကိုတွေးရတာဖြစ်တယ်နော်ဆိုတော့တင်တို့ဤကျင့်ကြံပြုမှုခြင်းတည်းတဲ့ငွေကိုတက်မဲ့ခြင်းနဲ့กินလို့၍ကိုနိုင်တဲ့ရှိသောဥစ္စာနဲ့ရောင်းရခြင်းရှိကြလို့ဆိုတာလေပြန်ပြီးအမိန့်ထုတ်ထားတာဖြစ်တယ်နော်ဆိုတော့ဒီနေ့ကျမတို့မြန်မာပြည်မှာညနေ9နာရီဆိုအပြင်မထွက်ရ9နာရီဆိုမထွက်ရဆိုမထွက်ရဘူးနော်မထွက်ရဘူးဘယ်သူမှဆိုကြောက်တယ်နော်ဒီလိုပဲဒီနေ့ကျမတို့ဖះထုတ်ထားတဲ့အမိန့်ကိုတော့ကျမတို့မကြောက်ကြောက်ကောင်းကြီးတော့လူချင်ကြတယ်ဖះအလိုတော်ရှိတဲ့အတိုင်းကျမတို့အသက်မရှင်ကြတဲ့အခါမှာကောင်းကြီးမရနိုင်ဘူးနော်ဆိုတော့တင်တို့ရဲ့ကြင်ကြံပြုမှုခြင်းတည်းတဲ့ငွေကိုတက်မဲ့ခြင်းနဲ့กินလို့၍ကို၌ရှိသောဥစ္စာနဲ့ရောင်းရခြင်းရှိကြလို့ဆိုတဲ့အခါမှာဒီနေ့ကျမတို့ရောင်းရခြင်းရှိဖို့လိုတယ်ကျမတို့အယမ်းလောဘကြီးတယ်အယမ်းလိုချင်တယ်ဆိုရင်မရဘူးနော်ဆိုတော့ဒီနေ့ကျမတို့မြန်မာပြည်နိုင်ငံခြားကလူတွေကထားပါတော့ဒီနေ့ကျမတို့မြန်မာပြည်ကလူတွေလည်းကြွယ်ဝခြင်းနဲ့ချမ်းသာခြင်းနဲ့အဲ့တော့နော်ဟို stock cap မှာထည့်ရင်ဘလောက်မြတ်တယ်ဒီဟာလောဘတွေတက်ကုန်ပြီးမှဒီနေ့တော်တော်လေးလူတွေအများကြီးရှုံးသွားတယ်နော်အဲ့ဒါတွေဘာကြောင့်လဲဆိုတော့ကောင်းကြီးတွေမရတာလဲဘာကြောင့်လဲလောဘကြောင့်ဖြစ်တယ်နော်ဖះပေးထားတဲ့ကောင်းကြီးတွေကိုကျမတို့ကလောဘကြီးသောကြောင့်ကိုယ်တိုင်လည်းမစားရကိုယ်တိုင်လည်းမသုံးရကိုယ်တိုင်လည်းမဝတ်ရမသုံးရဘဲနဲ့ဘာဖြစ်လဲပတ်စံပူရဖို့နော်လောဘကြီးတဲ့ညမှာထည့်လိုက်တဲ့အခါမှာအကုန်ပါသွားတယ်နော်အဲ့ဒါတွေကပါလေဆိုတဲ့အခါမှာကိုယ့်ရဲ့အကျင့်ကြောင့်ဖြစ်တယ်ကျမတို့ကလောဘကြီးနေတယ်
လောဘကြီးတဲ့အကျင့်ကြောင့်အဲကြောင့်ဒီနေ့ဖခင်ကဘာဖြစ်လဲဘာပြောလဲဆိုရင်ကျေနပ်ရောင်ရည်မှုရှိရမယ်။အိုးဒီနေ့လည်းဖခင်က2025မှာဒီလောက်ကောင်းကြီးပေးထားတာမကျေနပ်ပြတဲ့ဒီနေ့ကပူလောဘကြီးလို့မရပါဘူး။နော်ဒီနေ့ကျမတို့ဖခင်က2025မှာနော်လူတွေမြောက်များစွာတည်တယ်။တို့တော်လည်းငါတို့ကအသက်ရှင်ခွင့်ရတယ်။လူတွေမြောက်များစွာစောက်ဝတ်နေရဒုက္ခရောက်တယ်။ဒါပေမဲ့ကျမတို့ကကောင်းကောင်းစားရတယ်။ဒီအရာတွေကိုကျမတို့ကများကျေးဇူးတင်တတ်ဖို့လိုတယ်။2025ကုန်ခဲ့တဲ့အရာတောင်ကျေးဇူးမတင်တတ်ရင်2026ပြန်ပြီးမှကောင်းကြီးခံစားရဖို့ရှေ့ဆက်သွားဖို့ကခေရင်သွားတာဖြစ်တယ်။အဲကြောင့်ဒီနေ့ကျမတို့ကျေးဇူးတင်တတ်ဖို့လဲလိုတဲ့အရာကိုပြောပေးတာဖြစ်တယ်။နော်အဲကြောင့်မလို့ရောင်ရဲခြင်းနော်ဘယ်လိုပဲနေရောင်ရဲမှုရှိရမယ်။ဒါပေမဲ့ဒီနေ့ကျမတို့ကအပြိုင်အဆိုင်သူ့ထက်ငါတာသူ့ထက်ငါပူချမ်းသာဖို့သူ့ထက်ငါဖျားပူသုံးဖို့အမျိုးမျိုးပေါ့နော်။ဒါကရောင်ရဲမှုမရှိတဲ့လူတွေကဘာဖြစ်သွားလဲဆိုတဲ့အခါမှာနော်ရောင်ရဲချင်းရှိကြလော့ဆိုတဲ့အခါမှာနော်အမိန့်ပေးထားတာဖြစ်တော့ကြောင့်ဖျားကိုထားတဲ့နေရာမှာကျေနပ်နော်ဖျားကိုထားတဲ့နေရာမှာကျေနပ်ဖျားကိုပေးထားတဲ့ကောင်းကြီးနဲ့ကျေနပ်ပြီးမှကျေးဇူးတင်မှဒီထက်လေးပဲပြန်တက်ပြီးမှပူပြီးကောင်းကြီးပြန်ရတာဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရတာဖြစ်တယ်နော်ဆိုတော့အကြောင်းမူကားငါဒီတင်တို့ကိုမစွန့်တင်တို့ကိုအလင်ပြည့်၍မထားဟုဂတိတော်ရှိ၏ဖျားမပစ်ထားဘူးဆိုတဲ့အရာကိုလည်းဒီနေ့ကျွန်တော်တို့ယုံကြည်ဖို့လိုတယ်ဒီ2026ကနော်ဒီနေ့ဖျားပြန်ဖော်ပြလာတဲ့အရာကအသွေးတော်နဲ့ပဲကျမတို့လွတ်မြောက်မှာဖြစ်တယ်ဟာလေလုယာအတင်းတော်အဖြစ်လွတ်မြောက်မှာမဟုတ်အမှုတော်ဆောင်အဖြစ်လွတ်မြောက်မှာမဟုတ်ဘူးဒီကာလမှာစုံစမ်းခြင်းကာလလာတဲ့အခါမှာဒီနေ့ကျမတို့ကိုယ်တိုင်နော်လွတ်မြောက်ဖို့ကယေရှုရဲ့အသွေးတော်မှတပါမလွတ်မြောက်နိုင်ပါဘူးဒါကြောင့်မလို့ဒီနေ့ကျမတို့ယေရှုရဲ့အသွေးတော်နော်ယုံပါယုံကြည်ပါကိုယုံတဲ့အပေါ်မှာပဲကျမတို့လွတ်မြောက်မှာဖြစ်တယ်။နော်ဒီနေ့စစ်ဘေးဖြစ်ငလင်ဘေးဖြစ်အခုကျမတို့ယောဂါကနေ2017ကနေအခု2025ပြီးသွား9နှစ်လုံးပုံစံအမျိုးမျိုးနဲ့ဆန်းစစ်ခြင်းလာတယ်။တို့တော်လေးပါဖြစ်လဲတကယ်ပဲယုံကြည်ခြင်းအားဖြင့်အသက်ရှင်တဲ့သူတွေကလွတ်မြောက်တာဖြစ်တယ်။နော်ဆိုတော့အခုနောက်ဆုံးကာလရောက်လာတဲ့အခါမှာနှစ်တိုင်းကတော့တစ်မျိုးပြင်တစ်မျိုးလာမှာပဲ။နော်တစ်မျိုးပြင်တစ်မျိုးလာမယ်။ဒီနှစ်ကနော်မြို့ကိုဆေးကြောမှာဖြစ်တယ်မြို့ကိုဆေးကြောမှာဆိုရင်ဘာလာမလဲနိုင်ငံအတီးတီးကိုဆေးကြောမဲ့အရာစကောထဲမှာကောင်းကင်မန်တွေပြနေတဲ့အရာအဲ့ဒါဘာဖြစ်လာနိုင်လဲဆိုရင်ရေကြီးလာနိုင်တယ်နော်ဒီသူကနိုင်ငံကိုပြတာဖြစ်တော့ကြောင့်နိုင်ငံပျက်စီးတဲ့အရာတွေများလာမယ်နော်ဆိုတော့နိုင်ငံကဘယ်လိုပျက်စီးလာမလဲဒါအခု2025မှာငလင်နဲ့အကြီးကြီးလာပြီးရေလဲလာပြီးဆိုတော့ဒီရေပိုင်းမြေပိုင်းနော်ဒီကဘာမြေကြီးဘိုင်းကိုပြန်ပြီးလှုပ်ခတ်မှာဖြစ်တယ်ဆိုတော့ကိုနေတဲ့မြို့ရွာမှာကိုကဖျားနဲ့အမြင့်တွယ်နေမယ်ယေရှုရဲ့အသွေးတော်ထဲမှာရှိနေမယ်ဆိုရင်လွတ်မြောက်မှာဖြစ်တယ်ဟာလေလုယာနော်ဆိုတော့ဘလောက်ပဲကြည့်9နှစ်ရှိပြီစစ်ကြောင့်ဒုက္ခရောက်တယ်နော်ယောဂါကြောင့်ဒုက္ခရောက်တယ်ဆုံးရှုံးခြင်းဘလောက်ပဲများနော်အစဉ်ပြေတဲ့လူကပြေနေတာပဲနော်ခက်ခဲတဲ့လူကခက်ခဲနေအဲ့ဒါကိုနဲ့ဆိုင်တာဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရတာဖြစ်တယ်ဟာလေလုယာနော်ထိုကြောင့်ထာဝရဘုရားဒီငါကိုမဆတော်မူသည်ဖြစ်၍လူဒီငါ၌နော်ပြုနိုင်သမျှကိုမကြောက်ဟုငါတို့ဒီရေးရင်တော်စိတ်နဲ့ပြောဆိုရတော့အခွင့်ရှိကြ၏ဒီနေ့ဖခင်ကကျမတို့ကိုရေးရင်တော်အခွင့်ကဲမိနစ်3ကပြင်ဦးလွေမှာနော်အကုန်လုံးတစ်မျိုးလုံးပြေးတယ်ဘယ်သူမှမရှိဘူးဒါပေမဲ့ဖခင်ကကျမကိုကြောက်စိတ်မပေးဘူးနော်ထွက်ပြေးဖို့အခွင့်မပေးဘူးမရှောင်ခိုင်းဘူးအဲ့တော့ဘာဖြစ်လဲသူများ4ခါလောက်ထွက်ပြင်းတယ်ကျမတခါမှမထွက်ပြေးဘူးနော်ဘာကြောင့်လဲဆိုရေးရင်ချင်းရှိတယ်ယုံကြည်ချင်းရှိတယ်နော်ဒီနေ့ကျမတို့ယုံကြည်ခြင်းမရှိရင်ရေးရင်ချင်းမရှိဘူးရေးရင်ချင်းရှိလို့ယုံတာမဟုတ်ဘူးယုံကြည်ခြင်းရှိလို့ကျမတို့ကရေးရင်ချင်းဖြစ်တယ်အဲကြောင့်ဘေးကာလပဲရောက်လာကျမတို့ယုံကြည်နေတဲ့သူတယောက်ကရေးရင်ချင်းဖျားကိုဖက်မှာပါတယ်ဆိုတဲ့အခါမှာရေးရင်ချင်းရှိတဲ့အရာကိုတွေ့ရတာဖြစ်တယ်နော်ဖျားသခင်ရဲ့နှုတ်ကပတ်တော်တရားတော်ကိုတင်တို့ဒီဟောပြော၍တင်တို့ကိုတဲ့အုတ်တော်သူတို့ကိုအောက်မေ့ကြလော့သူတို့ဒီတဲ့အဘေတို့ကြင်ကြံပြုတ်မှု၍စုသေးဒီကိုစစ်စစ်ဆင်ခြင်းလက်သူတို့ရဲ့ယုံကြည်ခြင်းကိုမြည်အောင်လိုက်လော့ဒီနေ့ကျမတို့ကနော်ကျမတို့ကနည်းနည်းဆိုရင်ယုံကြည်ခြင်းကွဲပြားတယ်နော်ဆိုတော့စစ်ဖြစ်လာပြီဟဲ့ဆိုရင်အကုန်လုံးကဆုတောင်းတန်နေကြားလာတယ်နော်တနတ်အတန်နဲ့ငိမ့်ပြီဆိုရင်ဆုတောင်းတန်နဲ့ငိမ့်ပြီဆိုပြီးမှလူတွေကိုပြောကြတယ်နော်ဆိုတော့ဒီနေ့ကျမတို့ရဲ့ယုံကြည်ခြင်းနော်အမြဲတမ်းဖျားနဲ့ကျမတို့ကစစ်ဆင်ခြင်းဖို့အရေးကြီးတာဖြစ်တယ်အစင်ပြေမှအစင်မပြေမှဆုတောင်းတဲ့ဟာမျိုးမဟုတ်ဘဲနဲ့အမြဲတမ်းနော်အမြဲတမ်းစစ်ဆင်ခြင်းလက်တဲ့သူတို့ဤယုံကြည်ခြင်းကိုမြည်အောင်လိုက်လို့ဒီနေ့ကျမတို့ကနော်ဖျားလူတွေရဲ့
ယုံကြည်ခြင်းသူတို့ဘလို့ကျင့်လဲဘလို့ကျင့်ကြံလဲเนาะဒီနေ့ကျမတို့ကပေါက်လို့ပေးစားကျင့်နေပြီးမှဖျားစီကောင်းကြီးတော့တောင်းခံနေတယ်မရပါဘူးเนาะဒီနေ့ဖျားလူတွေသူတို့ဘလို့အသက်တာနဲ့ဘလို့ကြော်ဖြတ်ခဲ့လေဆိုတဲ့အရာတွေကိုလည်းကျမတို့ကကြည်ပြီးလိုက်လျှောက်ရမယ်เนาะဒီနေ့ဒီဝိညာဉ်ဖခင်နေနော်ဝိညာဉ်ဖခင်နေနှုတ်ကပတ်တော်မှာဖခင်ရဲ့နော်ဒီအာဗြဟံဒီသူတို့ရဲ့အကျင့်တွေသူတို့ဘယ်လိုသွားလာလဲဆိုတဲ့အရာတွေကစကျမတို့ကလိုက်လျှောက်ရမှာဖြစ်တယ်ဆိုတဲ့အရာကိုလည်းတွေ့ရတယ်နော်ဟေဘဲအခန်းကြီး73အငယ်8မှာပါပြန်တွေ့ရတယ်ယေရှုခရစ်ဒီမနေ့ယနေ့နောင်ကာလအစဉ်အမြဲမပြောင်းလဲနေတော်မူ၏ဘသူပဲပြောင်းလဲလေဆိုရင်ကျမတို့ရဲ့အကျင့်ပဲပြောင်းလဲတယ်အသက်တာပြောင်းလဲတယ်ယေရှုကတော့အမြဲတမ်းဒီတို့ကောင်းကြီးပေးမယ်ဝန်လေးရပြင်ပန်းတော့သူအပေါင်းတို့ငါထံတော့လာတော့ငါဒီချမ်းသာပေးမယ်ပေးတာပဲဒါပေမဲ့ဖောက်ပြန်သွားတာကဘသူလေလူတွေပဲဖောက်ပြန်သွားယေရှုကပါလေမနေ့ယနေ့နောင်ကာလအစဉ်မပြောင်းလဲနေတော်မူ၏ယေရှုကမပြောင်းသေးဘူးကျမတို့ကပဲပြောင်းလဲနေတဲ့အရာကိုတွေ့ရတာဖြစ်တယ်เนาะဆိုတော့ဒီနေ့ကျမတို့ဖျားဆရာကောင်းကြီးလို့ခြင်းနေဆိုရင်ကျမတို့ကစုပဲထိုင်တောင်းလို့မရပါဘူးကိုယ့်ရဲ့အသက်တာကိုကျမတို့ပြုပြင်ဖို့လိုအပ်တယ်ဆိုတဲ့အရာကိုတွေ့ရတာဖြစ်တယ်เนาะတက်တာလောနေပထမဆောင်အခန်းကြီး9အငယ်7မှာမချားမလတ်ဆုတောင်းပတနာပြုကြလော့ဆိုတာလဲအမိန်မချားမလတ်ဆိုတာကအမြဲတမ်းဒါပေမဲ့ကျမတို့ကဘယ်လိုပို့ပြီးမှဆုတောင်းတယ်ဆိုရင်เนาะဆုတောင်းကောင်းကြီးပေးမယ်ဆိုရင်ဆုတောင်းခံတဲ့လူများတယ်เนาะပြီးဒုက္ခရောက်ပြီဆိုရင်ဆုတောင်းခံတယ်အစင်ပြေနေပျောက်သွားတယ်เนาะအကျွေးရှိတဲ့ချိန်မှာဆိုရင်ဆုတောင်းတလားမယ်နဲ့အကျွေးကြေတွန့်ပျောက်သွားတယ်ဒါပေမဲ့ဖះလိုချင်တဲ့အရာကမချားမလတ်ကျမတို့ကအမြဲတမ်းဆုတောင်းရမှာဖြစ်တယ်เนาะပြီးအရာရာ၌ဂျေစုတော်ကိုချီးမွမ်းကြလော့ဆိုတာလည်းအမိန်ပေးတယ်ဆိုတော့ဒီနေ့ကျမတို့ကဂျေစုတော်တော့မချီးမွမ်းဘူးကောင်းကြီးကတော့လိုချင်တယ်ဖះပေးတဲ့အရာเนาะဖះပေးတဲ့အရာနေတွေဖြစ်စေနာအများတွေဖြစ်စေကျမတို့ကဂျေစုချီးမွမ်းတတ်ဖို့လိုတယ်ချီးမွမ်းလေနောက်ထပ်ကောင်းကြီးကရလေပဲเนาะဒါပေမဲ့ဒီနေ့ကျမတို့ကလေတထပ်ပဲတက်ပြီးမှအဲ့တထစ်မှာရောက်တာကိုဂျေစုမတင်ဘူးစိတ်ဆိုးစိတ်တူပြီးပြန်ဆင်းရင်ကိုပဲဘာဖြစ်လဲဆုံးရှုံးတာဖြစ်တယ်အကြောင်းမူကားတင်တို့ဒီထိုတို့ကျင့်စေခြင်းကယေရှုခရစ်တော်၌ဖျားသခင်အလိုတော်ရှိတယ်ဖျားအလိုတော်နော်ဒီနေ့ကျမတို့ဖျားရဲ့အလိုတော်တိုင်းအသက်ရှင်လားဒီတစ်ချက်ကိုကိုလည်းကျမတို့တခါလေကျမတို့ကယောက်ျားအလိုတော်သားသမီးအလိုတော်မိသားစုအလိုတော်နဲ့ပဲကျမတို့ကအသက်ရှင်တယ်လောကအလိုတော်ပဲကျမတို့လိုက်တယ်ကိုယ့်ရဲ့ဝိညာဉ်ဖခင်ဖျားရဲ့အလိုတော်ကကျမတို့မလိုက်နေဘူးဒါဆိုရင်ကြည့်တာသမီးတွေတောင်မှကိုယ့်ရဲ့မိဘစကားနားထောင်လိုက်လျှောက်တဲ့လူကိုမပေးဘူးလားပေးတယ်အမွေလည်းပေးတယ်နော်စီးပွားရေးလုပ်ဖို့လည်းပေးတယ်ဒါပေမဲ့မလိမ်မာဘူးအဖေစကားနားမထောင်ပေးနဲ့လိုက်မလျှောက်တဲ့လူတွေကပေးလားမပေးဘူးနော်ဒီလိုပဲဒီနေ့ကျမတို့ခမေးတော်စီကကောင်းကြီးလိုချင်ခမေးတော်ရဲ့အလိုတော်ဆောင်ရတယ်ဟာလေလုယာနော်ဆိုတော့ကျမတို့ကဝန်ထမ်းတွေဘန်ဝန်ထမ်းဆိုတဲ့ဘန်ရဲ့အလိုတော်အတိုင်းသူတို့ဝန်ထမ်းလုပ်တဲ့အခါမှာသူတို့နော်လာခထုတ်ရတယ်ဒီလိုပဲနော်ဆိုင်ဝန်ထမ်းပဲဖြစ်ဘယ်မှာပဲဖြစ်နော်ပိုင်ရှင်တွေရဲ့အလိုတော်လိုက်တဲ့အခါမှာလက်ခရတာဒီလိုပဲဒီနေ့ကျမတို့လည်းကျမတို့ရဲ့ပိုင်ရှင်ကယေရှုခရစ်ဖြစ်တယ်ယေရှုခရစ်တော်အားဖြင့်နော်ဖခင်ရဲ့အလိုတော်ကိုဆောင်တဲ့အခါမှာဒီနေ့ကျမတို့ကကောင်းကြီးရမှာဖြစ်တယ်ဖခင်ကမချားမလတ်ဆုတောင်းပါဆိုရင်ကျမတို့ကမချားမလတ်ဆုတောင်းရမှာဖြစ်တယ်ဟာလေလုယာနော်မချားမလတ်ဆုတောင်းတဲ့နော်အရာရာကိုယေရှုတော်ချီးမွမ်းပါဆိုကျမတို့ကအစင်ပြေရင်ယေရှုတော်ချီးမွမ်းတယ်နော်ကောင်းကြီးရရင်ယေရှုတော်ချီးမွမ်းတယ်တခုခုကြုံလိုက်ရင်လေတခုခုကြုံလိုက်ရင်ကျမတို့ကညီးသွားတယ်ဆိုတော့ဒီနေ့နားလေစေခြင်းနဲ့ဒီအရာကကျမတို့တခါတလေတခုခုကြုံလိုက်လို့နော်ကျမတို့တခါနောက်အရင်တော့မားခဲ့တဲ့အပြစ်တွေကိုကျမတို့ကအမားလို့မမြင်ဘူးဒါပေမဲ့တခုခုပြဿနာကြုံလိုက်တဲ့ခါမှာအိုးဒီအချိန်မှာငါဒီလိုမားပါလားဆိုတော့အဲ့ကြုံရတဲ့ပြဿနာကိုကျမတို့ကယေရှုတင်တတ်ဖို့လိုတယ်တခုခုမကြုံရင်ကျမတို့ရဲ့အပြစ်ကိုမမြင်တတ်ဘူးလူတွေကနော်ဆိုတော့တခုခုကြုံတဲ့အခါမှာပြန်ပြီးမှဖះကိုယေရှုတော်ချီးမွမ်းလာတယ်နော်ဒါကြောင့်မလို့ဒီနေ့ကြုံရတဲ့ပြဿနာကကောင်းနေဖြစ်စေမကောင်းနေဖြစ်စေကျမတို့များယေရှုတော်ချီးမွမ်းဖို့လိုတယ်ချီးမွမ်းတတ်ဖို့လိုတယ်နော်အစင်ပြေမှချီးမွမ်းတဲ့ဟာမျိုးမဟုတ်ဘဲနဲ့နော်ဒီနေ့ဖះဆုတောင်းတဲ့အခါမှာဒုက္ခရောက်ပြီးမှတောင်းတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ကျမတို့ကမချားမလတ်ဆုတောင်းဖို့လည်းလိုတယ်နော်ဝိညာဉ်တော်၏အရှိန်ကိုမငြိမ်းစေနှင့်ပရောဖက်ပြုခြင်းကိုမထင်မဲ့မပြုကြနှင့်ခတ်သိမ်းသောအရာကိုစုံစမ်း၍
ကောင်းသောအရာကိုမြေကင်ဆွဲကြလောကျမတို့ကကောင်းသောအရာနော်ဒီနေ့ခတ်သိမ်းသောအရာကိုစုံစမ်း၍ခတ်သိမ်းသောအရာအကုန်လုံးကိုစုံစမ်းပြီးမှကောင်းတဲ့အရာကိုပဲကျမတို့ကလုပ်ရမှာဖြစ်တယ်မကောင်းသောအမှုအမျိုးမျိုးရှိသမျှကိုရှောင်ကြလော့ဆိုတာအမိန်ရှောင်ကိုရှောင်ရမယ်ဒီနေ့ကျမတို့မကောင်းတဲ့အမှုဆိုရင်ရှောင်ရမယ်။ယေရှုအဖြစ်အလုံးခွင့်လွတ်တယ်ဆိုပြီးကျမတို့ကမကောင်းတဲ့အလုပ်လည်းလုပ်ဖို့မဟုတ်ပါဘူး။မကောင်းတဲ့အကျင့်လည်းကျင့်ဖို့မဟုတ်ပါဘူး။ဒါကြောင့်မလို့ဒီနေ့မကောင်းသောအမှုအမျိုးမျိုးရှိသမျှကိုလည်းရှောင်ရမယ်။ဆိုတော့ဒီနေ့ဒီနှုတ်ကပတ်တော်ပြောပြတဲ့အရာကဒီနေ့ကျမတို့2026မှာဘယ်လိုအသက်တာနဲ့အသက်ရှင်မလဲเนาะမချားမလဲကျမတို့ဆုတောင်းမလားမကောင်းတဲ့အမှုတွေကျမတို့ရှောင်ရမလားဒီအရာတွေကိုလည်းနားလေစေခြင်းတို့ဖြစ်တယ်ဟာလေလုယာမကောင်းသောအမှုအမျိုးမျိုးရှိသမျှကိုရှောင်ကြလော့ဆိုတာလည်းအမိန့်ဖြစ်တယ်ရှောင်ရမှာဒီနေ့ငါတို့ကဖြောင့်မတ်တော်သူမဟုတ်ဘူးယေရှုအဖြစ်ပဲဖြောင့်မတ်တယ်ဆိုပြီးကျမတို့ကြိုက်တယ်လို့အသက်တာနဲ့အကျင့်ပြီးမှအသက်ရှင်လို့မရပါဘူးဖခင်ရဲ့အလိုတော်နဲ့ကျမတို့အသက်ရှင်ဖို့လိုတယ်ငြိမ်သက်ခြင်းရဲ့အရှင်ဖယားသခင်ကိုကိုရောတိုင်လဲတဲ့တင်တို့ကိုအကုန်အစင်တန့်ရှင်းစေတော်မူပါစေတော့နော်ငါတို့သခင်ယေရှုခရစ်ကြွလာတော်မူသောအခါတင်တို့ဤကိုခန္ဓာစိတ်ဝိညာဉ်အပေါင်းကိုအပြစ်တခွနှင့်ကင်းလွတ်စေခြင်းကစောင့်မတော်မူပါစေတော့ကြည်ဒီနေ့ကျမတို့အပြစ်ကိုထပ်လုပ်ဖို့ဘုရားလိုတော့မရှိဘူးကျမတို့ကအပြစ်သားတွေဖြစ်တော့ကြောင်းယေရှုကအပြစ်ကိုနော်ကေလွတ်ခဲ့ပြီဒါဆိုယေရှုအားဖြင့်ယေရှုခရစ်တော်ရဲ့စိတ်နေသဘောထားတန်ရှင်းခြင်းနဲ့ကျမတို့ကအသက်ရှင်ရတာဖြစ်တယ်။တင်တို့ကိုခေါ်တော်မူသောသူသည်တစ္ဆာနှင့်ပြည့်စုံသည်ဖြစ်၍ထိုတို့ပြုတော်မူလိမ့်မည်။ဟာလေလုယာ။ဖခင်ကတစ္ဆာနဲ့နော်တစ္ဆာနဲ့ပြည့်စုံတော်သူဖြစ်တယ်။ဒါကိုကျမတို့ကဘာဖြစ်လဲထိုတို့ပြုတော်မူလိမ့်မည်။ကျမတို့ကိုလည်းဖခင်ကစစ်မှာနော်အကျင့်ကိုပဲစစ်မှာနော်ဒါကြောင့်ဒီနေ့ကောင်းကြီးတော့ရချင်တယ်ဒါပေမဲ့ဖခင်ရဲ့အလိုတော်အတိုင်းနဲ့ကျမတို့အသက်မရှင်ဘူးဖခင်ကဘာလိုတော့ရှိလဲဆိုတဲ့အခါမှာတင်တို့ရဲ့ကိုယ်ခန္ဓာစိတ်ဝိညာဉ်အပေါင်းကိုအပြစ်တခွန်မှလွတ်ဖို့ဘုရားလိုတော့ရှိတယ်ဒါပေမဲ့ငါတို့ကအပြစ်ထဲမှာပဲနော်အာရနဲ့အေဝါမဟာကတိကအပြစ်ထဲမှာပဲနေယေရှုကိုရနဲ့ဒီအပြစ်ထဲမှာပဲနေဖို့ဘုရားလိုတော့မရှိဘူးဒါကြောင့်မလို့ဒီနေ့ကျမတို့ခန္ဓာစိတ်ဝိညာဉ်နော်အပြစ်တခွန်ကနေလွတ်ဖို့ဘုရားကအလိုတော်ရှိတယ်ဒါကြောင့်မလို့ဒီနေ့ကျမတို့ဘယ်လိုအသက်တာနဲ့အသက်ရှင်ရမလဲဆိုတဲ့အရာကိုကျမတို့ပိုင်းခြားပြီးနားလေပြီးမှအသက်ရှင်ဖို့လည်းလိုတယ်နော်ဆိုတော့25မှာညီအကိုတို့ငါတို့အဖို့ဆုတောင်းကြလော့ညီအကိုအပေါင်းတို့ကိုတန်ရှင်သောနန်းချင်းနဲ့နှုတ်ဆက်ကြလော့ဤစာကိုတန်ရှင်သောဝိညာဉ်တော်အပေါင်းတို့အားဖတ်စေခြင်းငါတဲ့နော်ညီအကိုတို့အပေါင်းတို့ဖတ်စေခြင်းငါသခင်ဖျားကိုတိုင်တည်၍ငါဒီတင်တို့ကိုအတိတ်ထံတစ္ဆာပေး၏ငါတို့သခင်ယေရှုရဲ့ကျေးဇူးတော်ဒီတင်တို့၌ရှိစေတည်းအာမင်ဆိုတော့ဒီနေ့ဖျားရဲ့ကျေးဇူးကကျမတို့မှာအမြဲတမ်းရှိဖို့လိုတယ်အမြဲတမ်းအစဉ်ပြေမှကျေးဇူးတင်တာတို့နိကုံမှကျေးဇူးတင်တာတို့နော်နိတိဝန်မှကျေးဇူးတင်တာတို့မဟုတ်ဘဲနဲ့အမြဲတမ်းကျမတို့အထဲမှာဖျားရဲ့ကျေးဇူးတရားကိုကျမတို့ရှိဖို့လိုတယ်ဖျားရဲ့ကျေးဇူးတရားကိုတည်ဖို့လိုတယ်ဟာလေလုယာနော်ကောရိန္သုဒုတိယဆောင်ခန်းကြီး9အငယ်9မှာသူ၏ဖြောင့်မတ်ခြင်းဒီအစဉ်အမြဲတည်၏တဲ့ဟုလာဒီနေ့အညီတင်တို့ဒီအရာရာ၌သုံးလောက်သောဥစ္စာအမျိုးမျိုးအစဉ်ရှိ၍ကောင်းသောအကျင့်အမျိုးမျိုးနှင့်အထူးတစ်ဖြစ်ပြည့်စုံမိအကြောင်းအမျိုးစုံသောမင်္ဂလာကျေးဇူးနှင့်အထူးတစ်ဖြစ်ပြည့်စုံစေခြင်းကဖျားသခင်တတ်နိုင်တော်မူ၏ကဲဒီကောင်းကြီးတွေတတ်နိုင်ဖို့ငါတို့အစီမှာနော်ဒီမှာအရာရာသုံးလောက်သောဥစ္စာအမျိုးမျိုးအစဉ်ရှိဖို့အမြဲတမ်းရှိဖို့เนาะကောင်းသောအကျင့်အမျိုးမျိုးနဲ့အထူးတစ်ဖြစ်ပြည့်စုံမိအကြောင်းတဲ့အမျိုးစုံသောမင်္ဂလာကျေးဇူးဆိုတော့ဒီနေ့ကျမတို့ဒီကောင်းကြီးဖခင်ရဲ့ကောင်းကြီးတွေလည်းဘာလို့အပ်လဲဆိုအကျင့်ပြုတ်ပြင်ဖို့အရန်အရေးကြီးတာဖြစ်တယ်เนาะဒီနေ့ဖခင်မကြိုက်တဲ့အကျင့်နဲ့အသက်ရှင်မယ်ဆိုရင်တော့ကျမတို့ဘေးဒဏ်ကြီးအမျိုးမျိုးနဲ့တွေ့မှာပဲဒါပေမဲ့ဖခင်ရဲ့အလိုတော်နဲ့အသက်ရှင်တဲ့အခါမှာဖခင်ကရွေးနှုတ်မှာပဲဖခင်ကကွယ်ကာမှာပဲသူဤဖြောင့်မတ်ခြင်းဒီလို့ပြောထားတာဖြစ်တယ်။နော်ဒီနေ့ကျမတို့ရဲ့ဖြောင့်မတ်ခြင်းဒီအစဉ်အမြဲတည်ဖို့လိုတယ်။နော်ဆိုတော့ဒီဟုလာဒီနေ့အညီတင်တို့ဒီအရာရာ၌ဘာဖြစ်လဲသုံးလောက်သောဥစ္စာဒီနေ့ကျမတို့ဥစ္စာတော့အရန်ပြည့်စုံခြင်းတယ်အရန်ချမ်းသာခြင်းတယ်အစဉ်ပြေခြင်းတယ်ဒါပေမဲ့ကျမတို့ရဲ့အကျင့်ကနော်ဖျားလိုခြင်းနဲ့အကျင့်တကယ်ဖြောင့်မတ်သောအကျင့်နဲ့တကယ်ရှိနေပြီလားဒီအချက်ကိုကျမတို့အစဉ်ချင်းဖို့ဖြစ်တယ်။နော်ကောင်းကြီးဆုတောင်းပေးမယ်ဆိုလူတိုင်းမကြိုက်ဘူးလားကြိုက်တယ်ကျမလည်းကြိုက်တာပဲနော်ဒါပေမဲ့ကျမတို့ကဆုပဲတောင်းခံပြီးအကျင့်ကစုပ်ပြတ်နေလို့မရပါဘူးဒီနေ့ဖျားစီကကောင်းကြီးလိုခြင်းကျမတို့ကိုယ်တိုင်အကျင့်ကလည်းပြုတ်ပြင်ဖို့လိုတယ်နော်ဖြောင့်မတ်ခြင်းအကျင့်နဲ့ကျမတို့
အသက်ရှင်မယ်ဆိုရင်အရာရာ3လောက်နော်3လောက်သောဥစ္စာအမျိုးမျိုးအစဉ်ရှိ၍ကောင်းသောအကျင့်အမျိုးမျိုးနှင့်အထူးသဖြင့်ပြည့်စုံမည်အကြောင်းတဲ့အမျိုးစုံသောမင်္ဂလာကျေးဇူးနှင့်အထူးသဖြင့်ပြည့်စုံစေခြင်းငါတဲ့ဖျားသခင်တတ်နိုင်တယ်ဖျားတော့တတ်နိုင်တယ်ဒါပေမဲ့ကျမတို့ကဖျားပေးခြင်းလောက်တဲ့အကျင့်မရှိနေဘူးเนาะဒီနေ့ကျမတို့ပြစ်သားတွေဖြစ်တယ်ဖခင်ကယေရှုခရစ်တော်ကိုစေလွတ်တာကယေရှုခရစ်တော်ရဲ့စိတ်နဲ့သဘောထားနဲ့အသက်ရှင်ဖို့တန်ရှင်းခြင်းနဲ့အသက်ရှင်ဖို့ဖခင်အလိုတော်ရှိတယ်ဆိုတာကိုတွေ့ရတာဖြစ်တယ်ဟာလေလုယာတမန်တော်အခန်းကြီး20အငယ်33မှာတွေ့ရလဲဆိုတော့သူ့ရွှေငွေအဝတ်တန်စာတို့ကိုငါဒီတဲ့တတ်မှတ်ခြင်းမရှိဒီနေ့ကျမတို့ကဘာပိုတတ်မှတ်လဲရွှေငွေဥစ္စာပိုတတ်မှတ်တယ်နော်သူများချမ်းသာရင်ပူလို့ချင်းသူများနာမည်ချင်းကိုလည်းမနာလို့သူများချမ်းသာငါတို့လည်းမနာလို့ဆိုတော့ဒီနေ့ကျမတို့ကဒီသူ့ရွှေငွေအဝတ်တန်စာတို့ကိုငါတို့ဒီတက်မဲ့ချင်းမရှိပြီးမရှိတဲ့အဆင့်ထိဖြစ်ရမယ်ဒါပေမဲ့ဒီနေ့ကျမတို့ကဒီရွှေငွေပဲဖျားစီမှာတောင်းနေတယ်ကျမတို့ရဲ့အကျင့်တွေကမပြုတ်ပြင်ဘူးဒါကြောင့်လို့ဒီအခု2026မှာကျမတို့ရဲ့အကျင့်ကိုအရင်ပြင်ရအောင်เนาะဆုတောင်းတော့ကောင်းကြီးပေးတယ်ကဲအခုကျမတို့ကဲလွယ်30တောင်းကိုခိုင်မှာဆိုလွယ်30တောင်းဆိုအိမ်ကမမြင်ဘူးလားမြင်တယ်ဒါပေမဲ့မြင်လဲရလားမရဘူးအဲ့မှာတွားပြီးတွားမှရောက်မှအဲ့နေရာကရဒီလိုပဲဒီနေ့ကျမတို့ကကောင်းကြီးတော့ဖျားပေးပြီးသားဒါပေမဲ့ကျမတို့ကလိုက်မလျှောက်ရောက်လားယေရှုဆိုတဲ့ကောင်းကြီးတုံးကိုငါတို့ကသိတယ်မြင်တယ်ဒါပေမဲ့ကျမတို့ကအဲ့ယေရှုကကျမတို့ရဲ့အထဲမှာရှိဖို့လိုတယ်အဲ့ယေရှုရဲ့အသက်တာနဲ့ကျမတို့အသက်ရှင်ဖို့လိုတယ်เนาะအဲ့ဒါမှကျမတို့ကရတာဖြစ်တယ်เนาะဒါပေမဲ့ယေရှုနာမနဲ့ကောင်းကြီးပေးတယ်လို့ကောင်းကြီးတော့ပေးပေမဲ့ဒီနေ့ကျမတို့မြင်တော့မြင်ပေမဲ့ကိုယ်တိုင်လိုက်လျှောက်ခြင်းအကျင့်မရှိဘူးဆိုရင်မရဘူးဆိုတဲ့အရာကိုတွေ့ရတာဖြစ်တယ်เนาะဆိုတော့ယောမအခန်းကြီး15အငယ်73မှာနော်တင်တို့ဒီတန်ရှင်တော်ဝိညာဉ်တော်၏တကိုးအဖြစ်မျောလင့်ခြင်းပါရမီနှင့်ကြွယ်ဝစေခြင်းကယုံကြည်သောစိတ်ရှိ၍ဝမ်းမြောက်တက်တာခြင်းနော်အမျိုးမျိုးတို့နှင့်ပြည့်စုံမည်အကြောင်းမျောလင့်ခြင်း၏အရှင်ဖျားသခင်သည်ကေမတနာတော်မူပါစေသောဆိုတော့ဒီနေ့ကျမတို့ကဖျားကတန်ရှင်တော်ဝိညာဉ်တော်တန်ရှင်တော်ဖျားဖြစ်သောကြောင့်ဒီနေ့ကျမတို့ကိုလည်းဖျားကတန်ရှင်ခြင်းအကျင့်နဲ့အသက်တာနဲ့အသက်ရှင်ဖို့ဖျားအလိုတော်ရှိတာဖြစ်တယ်နော်ဆိုတော့ဒီမှာတန်ရှင်တော်ဝိညာဉ်တော်ဤတကိုးအားဖြင့်မျောလင့်ခြင်းပါရမီကြွယ်ဝစေခြင်းကယုံကြည်သောစိတ်ရှိ၍ဝမ်းမြောက်တက်တာခြင်းအမျိုးမျိုးတို့နှင့်ပြည့်စုံမည်အကြောင်းမျောလင့်ခြင်းဤအရှင်ဘုရားသခင်သည်ကေမတနာတော်မူပါစေသောဟာလေလုယာဒါကြောင့်မလို့ဒီနေ့ကျမတို့နော်ဖခင်ဒီအပြင်ကြွယ်ဝဖို့အတွင်းကြွယ်ဝဖို့အပြင်ဝိညာဉ်အသွေးဝိညာဉ်နော်အပြင်ခန္ဓာကြွယ်ဝဖို့အသွေးခန္ဓာကြွယ်ဒီအသွေးဝိညာဉ်ကြွယ်ဝဖို့လဲကျမတို့ရဲ့အသက်တာကအရေးကြီးတာဖြစ်တယ်နော်ဒီနေ့ကျမတို့ဖခင်ရဲ့အလိုတော်နဲ့အသက်ရှင်နေလားနော်ဒီအရာဖခင်ရဲ့အလိုတော်အတိုင်းလိုက်လျှောက်လားယုံကြည်ခြင်းတောင်မှအကျင့်မပါရင်အသေးဒီနေ့ကျမတို့ကယေရှုကိုယုံတယ်ဆိုပြီးယေရှုကိုယုံတဲ့အကျင့်ကတေနေအကုန်တေပြီနော်ဆိုတော့ယေရှုကိုယုံတယ်ဆိုရင်ကျမတို့ရဲ့အသက်တာကယေရှုကိုယူတင်ဝတ်ဆောင်တယ်ဆိုရင်ယေရှုအားဖြင့်ကျမတို့ရဲ့အသက်တာကျမတို့ရဲ့အကျင့်တွေကနော်ခရစ်တော်ရဲ့အကျင့်ခရစ်တော်ရဲ့အသက်တာနဲ့ကျမတို့ကအသက်ရှင်ရမယ်ဒါပေမဲ့ဒီနေ့ကျမတို့ကနော်ခဏကပြောထားသလိုမင်္ဂလာဆောင်ရင်လည်းဘာဖြစ်လဲမတန်မရှင်းနဲ့ဆောင်တယ်နော်ဖခင်မြင့်ညိုးတယ်ဒီလိုမျိုးနဲ့ကျမတို့အိမ်ထောင်တေးလာပြီဆိုရင်လည်းဘာဖြစ်လာလဲကောင်းကြီးပိတ်လာတယ်ဒီနေ့ဘာဖြစ်လို့လူတွေကောင်းကြီးပိတ်နေလဲကိုတိုင်ကကောင်းကြီးပိတ်အောင်လုပ်တယ်ပြီးရင်ဘာဖြစ်လဲသူတပောက်ခွန်းလွတ်ခြင်းမရှိဘူးနာကြီးတယ်ခွန်းမလွတ်ဘူးဆိုရင်လည်းဘာဖြစ်လဲကောင်းကြီးပိတ်တယ်အဲကြောင့်လို့ခန္ဓာစိတ်ဝိညာဉ်နော်ကျမ်းမာဖို့လွတ်မြောက်ဖို့ကကျမတို့ကိုယ်တိုင်ကဘာဖြစ်လဲယေရှုရဲ့ခရစ်တော်ရဲ့စိတ်နေသဘောထားရရှိဖို့လိုတယ်ယေရှုရဲ့စိတ်နေသဘောထားနဲ့ကျမတို့ကအသက်မရှင်ဘူးဆိုရင်ယေရှုကိုယုံကြည်တာပဲယုံကြည်တယ်အမိခံပဲဖြစ်သွားတယ်အမိခံခရိယန်ပဲဖြစ်တဲ့အခါမှာဖခင်ရဲ့ကြွယ်ဝခြင်းကကျမတို့မှာမလိုက်တော့အဲကြောင့်မလို့ဖခင်ရဲ့ကြွယ်ဝခြင်းအသွေးကြွယ်ဝခြင်းဝိညာဉ်ကြွယ်ဝခြင်းကကျမတို့ရဲ့အသက်တာလဲကျမတို့ပြုပြင်ဖို့လိုတယ်เนาะဒီ2025ရဲ့လူဟောင်းအသက်တာကနေ2026ရဲ့လူတစ်အသက်တာဆိုတာကအဝတ်စားတစ်ယုံနဲ့တစ်သွားတာမဟုတ်ဘူးကျမတို့ရဲ့အကျင့်ကိုပြုပြင်ရတာဖြစ်တယ်ဒီအကျင့်အားဖြစ်ပဲကျမတို့ကိုဖခင်ကနော်ယေရှုအားဖြင့်ကောင်းကြီးရတယ်ဒါပေမဲ့ကျမတို့ကလိုက်လျှောက်ခြင်းမရှိဘူးလိုက်လျှောက်ခြင်းမရှိရင်မရပါဘူးဒါကြောင့်မလို့ကောင်းကြီးဆိုတဲ့အခါမှာကျမတို့ရဲ့စိတ်နှလုံးသားလည်းပြင်ဆင်ဖို့လိုတယ်ဟာလေလုယာကျမတို့နှလုံးသားကအရေးကြီးတာဖြစ်တယ်
ဟာလေလုယာဆိုတော့အခုက9မိနစ်10မိနစ်ပဲလူတော့တယ်နော်ဆိုတော့အဝါပတ်စံ80ပါရီအစင်တင်လောက်ထားပေါ့နော်ဆိုတော့ရေလဲစုတောင်းကောင်းကြည့်ပေးမယ်နော်ရေရောပြန်ပြီးပွားပေါ့နော်ဟိုပါပေါ့ရေဘူးတွေလည်းအစင်တင်လောက်ထားပါပြီးရင်ဟိုပါပေါ့နော်ပတ်စံခဏဟိုပါပေါ့အခုကမြန်မာပြည်ကတော့ပတ်စံသုံးတာပေါ့နော်ဆိုတော့ကိုယ့်ရဲ့ပတ်စံရှိတာတွေလည်းထုတ်ထားဒါမဲ့တင်တို့ဟာဘယ်သူမှမမြင်ဘူးကျမလည်းမမြင်ဘူးကိုယ့်အိမ်မှာကိုဘာမှမဖြစ်ဘူးเนาะဆိုတော့ကောင်းကြီးပွားပေးမှဖြစ်တယ်ရှိတဲ့ပတ်စံတွေလည်းထုတ်ထားတချို့ရွှေတွေရှိတယ်ဆိုနေထုတ်ထားဒါကစုတောင်းကောင်းကြီးပွားပေးမှဖြစ်တယ်เนาะနင်တို့ဟာကျမလည်းမမြင်ဘူးဘယ်သူမှလည်းမမြင်ဘူးကိုယ့်အိမ်မှာကိုဖြစ်တယ်နော်ဒါမဲ့တခုတော့ပြောမယ်နော် prophet တွေဖြစ်အမှုတော်ဆောင်တွေဖြစ်လေနင်တို့ရွှေတွေထုတ်လာစုတောင်းပေးမယ် grand တွေထုတ်လာစုတောင်းပေးမယ်ဆိုရင်ဘယ်တော့မှစုတောင်းမခံနဲ့နော်အဲ့လိုမျိုး prophet တွေရှိတယ်ရန်ကုန်မှာအများကြီးခံရတယ်တချို့အချင်းတွေတော်ခံရတယ်ဟာ grand ကိုစုတောင်းရှင်းပေးမယ်ဆိုမှ grand ကိုယူပြီးမှပေါင်စားလိုက်တာတော့နော်ဆွဲကြိုးယူသွားတာဆွဲကြိုးလဲပြန်မပေးတော့ဘူးစုတောင်းရှင်းပေးမယ်ဒီနေ့ကျမတို့ခရိယန်တွေကအရန်ယူသားတယ်ယူသားတာကတဲ့အစင်တိအဲ့တော့နော် prophet တွေစုတောင်းပေးမယ်ဆိုပြီးမှရွှေတွေငွေတွေမထုတ်ပြမယ်အခုကကိုယ့်အိမ်မှာကိုနင်တို့ကောင်းကြီးပဲပေးတာဖြစ်တယ်နော်ဒါပေမဲ့ဆီယမဆန်းခွန်အောင်ဒီလိုလုပ်တယ်ဆိုပြီးသူများလုတ်ခိုင်းလောက်ရှောက်မထုတ်နဲ့နော်လူတွေရှေ့မှာမထုတ်ပြနဲ့ဆိုတော့ဒီကာလကပုံစံအမျိုးမျိုးရှိတယ်တချို့ကငွေရွှေငွေတွေတွေ့ရင်ပြောင်းနေတဲ့ prophet တွေရှိတယ်နော်တကယ်လက်တွေ့ရှိတယ်အဲ့ဒါတွေနော်နင်းစုတောင်းပေးနင်းကငါဆွဲကျိုးတကြက်တာပေးမယ်ဆိုပြီးမှရန်ကုန်ခေါ်လိုက်တာဟိုမှာသူချမ်းတာသူစီးစိန်တွေထုတ်ခိုင်းရင်ဘယ်တော့မှမထုတ်နဲ့နော်အခုကနင်တို့ line ပေါ်မှာနင်တို့လည်းဘယ်သူမှမတွေ့ဘူးငါလည်းနင်တို့ရဲ့ဟာမတွေ့ဘူးနော်ဆိုတော့အဲ့ဒါတော့ကျွန်မတတိပေးခြင်းနဲ့အစုတောင်းတဲ့အမှုတော်ဆောင်တွေ grand ထုတ်ပေးရွှေထုတ်ပေးစုမှစုတောင်းရင်ဘယ်တော့မှအတောင်းမခံနဲ့နော်မလို့ဘူးဆိုတော့အခုကကျမတင်တို့ထုတ်ခိုင်းနေဆိုတာကောင်းကြီးပေးတာပဲရှိတယ်တင်တို့ဟာလည်းငါမမြင်ဘူးငါဟာလည်းတင်တို့မမြင်ဘူးเนาะဆိုတော့အဲ့တစ်ချက်တော့တတိပေးခြင်းတယ်เนาะဆိုတော့ပါသွားတာတွေအများကြီးเนาะအဲ့ကြောင့် prophet တွေကိုကြောက်တာတို့အမှုတော်ဆောင်တွေကိုကြောက်တာတို့ဘုရားကျောင်းမသွားတဲ့ဟာတွေရန်ကုန်မှာများတယ်အများဖြစ်ကြုံရတဲ့လူတွေကချင်းတွေပုံများတယ်ဘာကြောက်လဲဆိုရင်အရန်ကျမတို့တိုင်းရင်းသားတွေကအရန်ရိုးသားတယ်ရိုးအားတယ်နော်အဲ့လိုမျိုးဆိုရင် prophet တွေကgrand တွေနော်မြေ grand တွေတောင်မှနောက်ဆုံးရောင်းစားတဲ့အဆင့်တွေဒီလောက်လေကြတယ်နော်အဲ့ကြောင့်မလို့တချို့တွေက prophet ဆိုနေကြောက်ကြတယ်အဲ့လိုမျိုးပဲနော်ဆိုတော့ဒီနေ့တင်တို့ကိုကောင်းကြီးပွားပေးမှာပဲဖြစ်တယ် okay ကျမလည်းခဏလေးဆိုတော့မယုံမရှိနဲ့ဒါတွေကလည်းကျမကိုယ်တိုင်လည်းလုပ်ခဲ့တယ်ဆိုတော့အရင်တုန်းကလေကျမကရွှေနော်ရွှေဆိုတာကလက်စွပ်တို့ဆွဲကြိုးတို့အဲ့လိုတေးတေးတော်တော်မဟုတ်နော်စေချက်အတုံးတွေကျမဧဝံဂေလိလိုက်လာတဲ့ခါမှာအဲ့စေချက်သားအတုံးတွေတောက်လျှောက်ပါတယ်တောက်လျှောက်ခီးစင်မှာယူသွားတယ်နော်ဆိုတော့အဲ့မှာစုတောင်းအဲ့မှာဟိုအင်းဆောက်ပါဆောက်ဆိုတော့အကုန်ရောင်းလိုက်တယ်ရောင်းလိုက်တဲ့နောက်မှာကျမကရွှေမရှိတော့အခါမှာ prophet တပါးအဖြစ်တဲ့ကျမကိုပြန်ပြီးမှရွှေပွားဖို့ပြောလာတဲ့အချိန်မှာဝေခိုင်းတယ်ကျမတကြက်ပဲတကြက်ဟိုတေးလေးပဲဝေတယ်နော်တေးလေးပဲဝေတယ်အဲ့နဲ့ကောင်းကြီးပွားတဲ့အခါမှာဒီနေ့ကောင်းကြီးအများကြီးပွားလာတယ်သူတပါးအများကြီးပေးခံလာလိုက်တယ်နော်အဲ့ကြောင့်မလို့ဒီနေ့ကောင်းကြီးပွားတဲ့အရာလဲကျင့်နဲ့ရောင်ရည်မှုရှိပါလောဘမကြီးနဲ့ဒီနေ့ကျမတို့ကိုဖျားပေးတဲ့ကောင်းကြီးတွေကဘာအတွက်လဲဆိုရင်ဧဝံဂေလိအတွက်ပဲဖြစ်တယ်နိုင်ငံတော်နဲ့ရှင်တော်ဧဝံဂေလိအတွက်တောင်းမယ်ဆိုရင်တင်တို့လိုသမျှနော်မတောင်းခင်ကနေလူသမျှဖျားပေးမှာဖြစ်တယ်ဟာလေလုယာ2025မှာဧဝံဂေလိတွားခိုင်းတယ်မရှိတဲ့နေရာမှာပေးလူခိုင်းတယ်ကျမပေးတာနော်ကျမအဝန်နဲ့အထွက်ဆိုမမြောက်အမြဲတမ်းပဲနော်ဝန်တာတိတ်2000လောက်ထွက်တာတိတ်9000လောက်နော်တကယ်ပြောတာဒီ2025ဆိုကျမတိတ်9000ကျော်တယ်ကဲတိတ်9000ကျော်ဆိုစဉ်းစားကြည့်
နော်ဒါပေမဲ့ဘာဖြစ်လဲဖယားကလိုအပ်ရင်အကုန်ပေးတာဖြစ်တယ်ဒါပေမဲ့ဘေးနေရာမှာလိုအပ်လေမိသားစုအရေးလားကျန်းမာရေးအတွက်လားဒီအတွက်နော်လူတွေကကိုယ့်ဇာတိအတွက်ပဲတောင်းကြတယ်ဒါပေမဲ့ဖယားကဘာဖြစ်လဲနိုင်ငံတော်နဲ့ရှင်တော်ဧဝံဂေလိအတွက်နော်ကောင်းကင်နိုင်ငံတော်အတွက်ဆိုလူသမျှပေးမှာဖြစ်တယ်ဟာလေလုယာနော်ဒါကြောင့်ဒီနေ့ကျမတို့စီးပွားရေးဘလို့ပဲရှာဘေကပဲရနော်ဘလို့ပဲရဖယားငွေဖြစ်တယ်နော်ဆိုတော့တချို့တွေကအမှုတော်ဆောင်နေစားတဲ့ဟာပဲဖျားငွေအလူငွေစားတယ်ဒီဖျားလူတွေကအလူငွေစားပြီးမှဆိုပြီးမှလူတွေပြောကြတယ်တကယ်တော့အားလုံးကဖျားငွေပဲနော်တင်းကိုလည်းကျမ်းမာချင်းပေးတယ်လုံနိုင်တော့အခွင့်ပေးထားတဲ့အသက်ရုပ်လိုက်ကြည့်နင်ပါစီပွားရေးမှလုပ်လို့မရတော့စိုက်ပြူးရဲလည်းလုပ်လို့မရတော့သူများဝန်ထမ်းနဲ့လုပ်လို့မရတော့အဲကြောင့်မလို့ကျမတို့ရတဲ့ပတ်စံတွေအားလုံးကဖျားရဲ့ငွေဖြစ်တယ်ဖျားရဲ့ငွေဖြစ်တော့ကြောင့်ကျမတို့ကဗန္တာထင်းကောင်းဖြစ်ဖို့လိုတယ်နော်ဖျားပေးထားတဲ့အရာတွေကိုကျမတို့ကဗန္တာထင်းကောင်းဆိုရင်နော်ဗန္တာထင်းကောင်းဆိုရင်ချွေတာပြီးတုံးတက်တာကိုပြောတာမဟုတ်ဘူးနော်စေပုတပုလားအူတီလားကျေးဇူးတော်ချီးမွမ်းချီးရလားမရှိစင်းရတော့ပေးကတ်မလားအင်အတွက်လားဘယ်မှာတုံးလဲတုံးတက်တဲ့သူကိုပြောတာဖြစ်တယ်ပိုင်နော်ခွဲခန့်တက်တဲ့သူတချို့ကလောကအရာမှာပဲတုံးဖြုံးလိုက်တယ်အဲ့တော့ဒီနေ့ဖျားကျမတို့ပေးတဲ့ကောင်းကြီးကဟာလေလုယာကျမတို့ဗန္တာထင်းကောင်းဖြစ်ဖို့လည်းလိုတယ်ဟာလေလုယာနော်ကျမတို့ကြိုက်တယ်လို့တုံးဖြုံးလို့မရပါဘူးအလိုငွေပဲဖျားငွေမဟုတ်ဘူးတင်ဘေးကပဲရလက်ခပဲရအဲ့ဒါအားလုံးကဖျားငွေဖြစ်တယ်ဟာလေလုယာโอเคဆိုတော့ကျမတို့နော်ဒီမှာ12နာရီထိုးဖို့2မိနစ်ပဲလိုတော့တယ်ဆိုတော့12နာရီထိုးတာနဲ့ကျမတို့ဟာလေလုယာ9ခါချီးမွမ်းရအောင်နော်ဟာလေလုယာဆိုတော့အခုက2မိနစ်ပဲလိုတော့တယ်ဟာလေလုယာဒါကြောင့်ဒီနေ့နှုတ်ကပတ်တော်အနေချင်းလေးနဲ့ကျမပြန်ပြီးခွန်အားပေးခြင်းနဲ့ကျမတို့ကောင်းကြီးရခြင်းနဲ့အသွေးဝိညာဉ်ကောင်းကြီးအပြင်ဝိညာဉ်ကောင်းကြီးအားလုံးကကျမတို့အကျင့်ကအရေးကြီးဆုံးအရာဖြစ်တယ်အကျင့်အရန်ပြုပြင်ရတာဖြစ်တယ်เนาะဖျားလိုခြင်းနဲ့အကျင့်အသက်တာเนาะโอเค12နာရီဆိုရင်ကျမတို့ဟာလေလုယာချီးမွမ်းရအောင်เนาะခုနခါချီးမွမ်းပြီးမှဆုတောင်းကောင်းကြီးပေးမယ်ဒီနေ့ကကိုယ့်ရဲ့သားသမီးတွေလည်းပြန်ပြီးကောင်းကြီးပေးเนาะကိုယ့်ရဲ့သားသမီးတွေကိုယ့်ရဲ့မိသားစုတွေဒီမြန်မာပြည်ဆိုရင်အခုဒါပြင်းအိတ်ပြီလေနောက်မနေ့ပြန်ထက်မနေ့ထလာတဲ့အချိန်မှာပေးလေရတယ်เนาะဟိုပါလေဟာလေလုယာHallelujah, hallelujah, 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 hallelujah အရောက်စီတိုင်းဖျားသခင်ကောင်းကြီးပေးပါစေနော်2026မှာကျမ်းမာခြင်းကောင်းကြီးကြွယ်ဝခြင်းကောင်းကြီးပျော်ရွှင်ခြင်းကောင်းကြီးရွှေငွေကောင်းကြီးခံစားရကြပါစေ hallelujah okay အခုဆုတောင်းပေးမယ်ဆိုတော့ကျမတို့ဒီပန်စာအုပ်ဒီဖွင့်ထားပေးပါနော်ဖွင့်ထားပေးပါဘန်အကောင့်နံပါတ်ပါတဲ့နေရာမှာဖွင့်ရပြီပထမအကောင့်မှာနော်ဆိုတော့ကျမတို့ဖုန်းနော်ဖုန်းပြီးရင်ကျမတို့မတ်ပုံတင်ကားရမောင်းလိုင်စင်ကားဝစ်တက်တွေပေါ့နော်ပြီးရင်ပတ်စံတွေနော်ပြီးရင်ဒီဟိုကောင်းကြီးဆုတောင်းပေးပြီးဆိုရင်ပိတ်တိတ်စီနဲ့တိတ်တိတ်ရေအတွက်တီးတန့်ပြန်ပြီးဆုတောင်းပေးမယ်နော်ဆိုတော့အခုအားလုံးကကိုယ့်ရှေ့မှာထားလိုက်နော်ဖျားစီအာယုံပြုလိုက်ဟာလေလုယာတန်ရှင်တော်ဝိညာဉ်တော်ဖျားယေရှုနမဖျားဖာခမေယထန်တမီတူဝင်ချင်းကဆုတောင်းပါရကိုရောယေရှုတင်တဲ့တန်ရှင်တော်ဝိညာဉ်တော်ဖျားယေရှုတင်တဲ့ကိုရောရဲ့ယေရှုတော်တက်ကြောင့်မလို့ဒီနေ့ကျမတို့နော်ဒီမှာလိုက်လွန်ချင်းအားဖြင့်ဆုတောင်းဝန်ခံခြင်းနှုတ်ဘတ်တော်ဝင်ငါခြင်းတစ်ခုစီတိုင်းဟာဖဖျားခင်ဘုံတော်အတွက်ဖြစ်စေတော်မူပါ။အိုး2025ကိုကြော်ဖြတ်ပြီး2026မှာပြန်လို့ဝန်စားရတော့အခုပြီးတော့ကြောင့်လေယေရှုတင်တယ်ဟာလေလုယာရှာလ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 ာဟိုပါလေကိုစိတ်ထဲမှာဖြစ်ချင်တဲ့အရာတောင်းပါနော်ကောင်းကင်ကနေဟိုခေါင်းလောင်တဲတဲလေးအမီတန်ပြီးမှအရင်ဆုံးအဲ့ဒါကြလာတာဖြစ်တယ်နော်ဟာလေလုယာရှပါပါရှိတီဟာလေလုယာတန်ရှင်တော်ဝိညာဉ်တော်ဖျားဒီနေ့
2026အတွက်ယုံကြည်ခြင်းနဲ့ဆုတောင်းကောင်းကြီးခံယူနေတော့သားသမီးအရောက်စီတိုင်းဝင်ယေရှုနမနဲ့ကောင်းကြီးပေးတယ်ယေရှုနမဖျားအဖလက်တော်အနတ်နဲ့တန်ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်အနတ်နဲ့ရွှေတီးလေးတွေနော်အတန်တောင်မြည်တယ်နော်ကြလာတာအတန်တောင်မြည်တယ်ဆိုတော့ကိုဖြစ်ခြင်းနဲ့ဆုတွေတောင်းကြပါအိုရှပါပါရှိတီတီရှပါပါရှိတီတီရှပါပါရှိတီတီ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 ဟာလေလုယာကိုရောဒီနေ့ဒီမှာကျမ်းမာခြင်းလူတဲ့လူတွေကျမ်းမာခြင်းရစေပါရွှေငွေကြွယ်ဝချမ်းသာဖို့လူတဲ့လူတွေရွှေငွေကြွယ်ဝချမ်းသာခြင်းရစေပါကျမ်းမာခြင်းလူတဲ့လူတွေကျမ်းမာခြင်းရစေပါအိမ်ထောင်သားရဖို့လူတဲ့လူတွေအိမ်ထောင်သားရခြင်းရစေပါသူတို့ယုံကြည်ခြင်းနဲ့ဆုတောင်းခံနေတဲ့အပေါ်မှာတန်ရှင်တော်ဝိညာဉ်တော်ဖျားအလုတ်လုတ်ပေးပါအလုတ်လုတ်ပေးပါ100ရှပါပါရှိတီတီရှိတီတီကိုဖြစ်ခြင်းနဲ့ဆုကိုတောင်းကြပါနော်ကျမကဒီမှာကောင်းကြီးပေးနေတာဖြစ်တယ်ဟာလေလုယာရှပါပါရှိတီတီရှပါပါရှိတီတီရှိတီရှပါပါရှိတီတီရှိ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 တီဟာလေလုယာတန်ရှင်တော်ဝိညာဉ်တော်ဖျားယေရှုတော်ချီးမွမ်းနေဒီနေ့သမီးတို့အပေါ်မှာတန်ရှင်တော်ဝိညာဉ်တော်လွတ်လပ်စွာလှုပ်ရှားပြီးတော့ကြောင့်လေယေရှုတော်ချီးမွမ်းတယ်လို့အိုးကောင်းကင်မနေလွတ်လပ်စွာလှုပ်ရှားပြီးတော့ကြောင့်လေယေရှုတော်ချီးမွမ်းနေ100ရှပါပါရှိတီရှိတီတင်တို့လိုချင်တဲ့ဆုကိုတောင်းပါဒီနေ့ကျမတို့လောကကြွယ်ဝခြင်းပဲမဟုတ်ဘူးနော်ဝိညာဉ်ကြွယ်ဝခြင်းအပြင်ကြွယ်ဝခြင်းအသွေးကြွယ်ဝခြင်းဒီနေ့ဆုကျေးဇူးတွေလည်းချပေးနေတာဖြစ်တယ်အဲ့ဆုကျေးဇူးတွေလိုချင်တဲ့သူတွေဆုကျေးဇူးတွေတောင်းပါကိုပါဆုကျေးဇူးလိုချင်တယ်ဒီတို့လိုချင်တဲ့နှလုံးသားကနေတောင်းပါအိုးရှပါ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 ရှိတီတီရှပါပါရှိတီတီရှပါပါရှိတီတီရှပါပါရှိတီတီဟာလေလုယာကိုရောဒီနေ့တို့ဒီမှာယုံကြည်ခြင်းနဲ့တို့ဆုတောင်းခံနေတို့ဒီကောင်းကြီးတွေလည်းပွားများစေပါရွှေငွေကောင်းကြီးပွားများစေပါဖဖျားခင်တို့ရဲ့အိမ်ကားလိုတဲ့လူတွေကားပွားစေပါအိမ်လိုတဲ့လူတွေအိမ်ပွားစေပါမြေကွက်လိုတဲ့လူတွေမြေကွက်ပွားစေပါယေရှုနာမနဲ့ကောင်းကြီးပေးတယ်ကိုရောဒီနေ့2026မှာတကယ်ပဲယေရှုရဲ့အသွေးတော်နဲ့ဆက်ဆံတော်သူတွေဖြစ်စေပါယေရှုရဲ့အသွေးတော်အားဖြင့်ပွားများတော်သူတွေဖြစ်စေပါယေရှုနာမဖြစ်ကောင်းကြီးပေးတယ်ယေရှုနာမဖြစ်အဖလက်တော်အနတ်နဲ့အိုးတန်ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်အနတ်နဲ့ရှပါဥပါရှိတီဝိညာဉ်မှာယုံကြည်ခြင်းနဲ့ယူပါနော်ဟိုရွှေတွေအတုံးတွေအတန်တောင်မြည်တယ်တတိအကုန်စီးဆင်းနေတယ်နော်ဆိုတော့ဟာလေလုယာယေရှုနမဖြစ်အကုန်သိမ့်ပိုက်တယ်နော်ကိုမိသားစုအတွက်လည်းသိမ့်ပိုက်ပေးပါယေရှုနမဖြစ်ကိုရဲ့မောင်နှမတွေကိုလည်းသိမ့်ပိုက်ပေးတယ်ယေရှုနမဖြစ်ကိုရဲ့ဆွေမျိုးတွေအတွက်လည်းသိမ့်ပိုက်ပေးတယ်ယုံကြည်ခြင်းနဲ့သိမ့်ပိုက်ပါယုံကြည်ခြင်းနဲ့သိမ့်ပိုက်ပါအိုးရှပါ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 ရှိတီ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 ရှိတီ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 တချို့ရဲ့ဝိညာဉ်ကဘာမှမသိတယ်လို့နေတယ်နော်ဆိုမရအောင်ယုံကြည်ခြင်းနဲ့ဝန်ခံပါဒီနေ့ကျွန်မပြောတယ်လို့အကျင့်ပါရတယ်ဖခင်ကောင်းကြီးပေးနေတယ်ဆိုရင်ကိုကယုံကြည်ခြင်းနဲ့ယေရှုနာမနဲ့တင်ပိုက်ယူပါနော်တချို့ကြတော့အေးဆေးပေးနေတယ်သူတို့ရဲ့ဘေးဒီမှာကဒီရွှေအတုံးတွေကကြနေတယ်နော်ကြနေတယ်မတိဘူးမယူတတ်တဲ့ဟာတွေလည်းရှိနေတယ်ဟာလေလုယာရှပါပါရှိတီ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 ကိုရောဒီနေ့နော်အိမ်ထောင်တရားခြင်းတဲ့လူတွေလည်းအိမ်ထောင်ကောင်းကြီးခံစားရစေပါမိသားစုကောင်းကြီးခံစားရစေပါကျမ်းမာခြင်းကောင်းကြီးခံစားရစေပါရွှေငွေကောင်းကြီးခံစားရစေပါတိုးပွားစေပါနော်အစပေါင်းများစွာတိုးပွားစေပါယေရှုနာမဖြစ်ဆုတောင်းကောင်းပေးတယ်ယေရှုနာမဖျက်အဖလက်တော်အနတ်နဲ့အိုးပညာလိုချင်တဲ့လူတွေပညာရစေပါယေရှုနာမဖျက်အမိန့်ထုတ်ပြန်ကြေညာတယ်ကိုရောဒီနေ့ယုံကြည်ခြင်းနဲ့ဆုတောင်းခံနေတော့တာသမီအရောက်စီတိုင်းပေါ်မှာတန်ရှင်တော်ဝိညာဉ်တော်စီစဉ်စေပါတန်ရှင်တော်ဝိညာဉ်တော်တကိုးစီစဉ်စေပါဒီနေ့ကောင်းကြီးပေးတဲ့ကောင်းကင်မန်12ဖွဲ့ကိုလည်းယေရှုနာမနဲ့ခေါ်ဖိတ်တယ်သူတို့ဆုတောင်းခံနေတဲ့နေရာသူတို့ဦးအိမ်တွေအပေါ်မှာဒီကောင်းကြီးမင်္ဂလာပြန်လို့ရတွန်းလောင်းပေးပါယေရှုနာမဖျက်ဆုတောင်းကောင်းကြီးပေးတယ်ယေရှုနာမဖျက်အဖလက်တော်အနံပါယဖဖျားခင်ဒီ2026မှာထိုးချတော့ကောင်းကြီးမင်္ဂလာခံစားရစေပါနော်ဒီစုံစမ်းခြင်းအမျိုးမျိုးကိုကြော်လွားနိုင်တဲ့ကောင်းကြီးမင်္ဂလာဝိညာဉ်ဘိတ်တိတ်တကိုးနဲ့စီစဉ်စေပါဝိညာဉ်ဘိတ်တိတ်တကိုးစီစဉ်စေပါဖခင်ရဲ့ဘုန်းတော်ပြည့်စေပါယုံကြည်ခြင်းနဲ့ဆုတောင်းခံနေတော့သားသမီးအရောက်စီတိုင်းရဲ့နေအိမ်မှာဝိညာဉ်ဘုန်းပြည့်စေပါတန်ရှင်တော်ဝိညာဉ်တော်တကိုးစီစဉ်စေပါဖခင်တခင်ရဲ့ဘုန်းပြည့်ရှံစေပါအိုးဒီနေ့တနေ့ဟာတကယ်ပဲထိုးချတဲ့နေ့ဖြစ်စေပါဒုက္ခဆင်းရဲအမျိုးမျိုးကြုံရတော့လေပဲကြော်လွားနိုင်တော့အခွင့်ကိုတော့ပေးပါကြော်လွားနိုင်တော့ဘိတ်တိတ်တကိုးစီစဉ်စေပါဖခင်ရဲ့ဘုန်းနဲ့ပတ်ရစေပါအိုးရှာဒါရှာပါပါရှိတီအကျွေးနော်အကျွေးများသူများကိုပေးရမဲ့သူနဲ့
ပြန်ပြီးရရှိရမယ့်သူတွေအတွက်ဆုတောင်းပေးမယ်နော်ဆိုတော့ဒီနေ့အကျွေးကြောင့်ဒုက္ခရောက်နေတဲ့အရာတွေနော်အကျွေးကြောင့်ငိုကြွေးနေတဲ့အရာတွေကိုဖျားကပြလာတာဖြစ်တယ်တင်တို့ရဲ့ငိုကြွေးတိုင်ကိုဖျားကအတိမတ်ပြုပေးတာဖြစ်တယ်ဟာလေလုယာဟာလေလုယာတန်ရှင်တော်ဝိညာဉ်တော်ဖျားဒီနေ့ဒီမှာစာဝတ်နေရဲ့အတွက်အစင်မပြေဘူးပတ်စံအစင်မပြေဘူးသူတပေါက်အကျွေးပေးရမယ့်အရာတွေအများကြီးမြောက်များစွာငိုကြွေးနေတဲ့အရာကိုကိုရောဖော်ပြပြီးတော့ကြောင့်လေကြည်ဆိုတော့ချီးမွမ်းတယ်ဒီနေ့ယုံကြည်ခြင်းနဲ့ဆုတောင်းခံနေတော့သားသမီးရောက်စီတိုင်းဟာသူတို့ပေးစရာရှိတဲ့အကျွေးတွေရစရာရှိတဲ့အကျွေးတွေပြန်လို့ရရှိဖို့ယေရှုနာမဖြင့်ကောင်းချီးပေးပါ၏ဖဖျားသခင်ဒီနေ့အကျွေးပေးစရာရှိတဲ့လူတွေပေးနိုင်ဖို့ရစရာရှိတဲ့လူရနိုင်ဖို့ဒီအကျွေးကိစ္စလှုပ်ဆောင်ပေးမဲ့ကောင်းကင်မှာဆက်နှစ်ဖွဲ့ကိုလည်းယေရှုခေါ်ဖိတ်တယ်ဖတ်စစ်လို့ပေးပါအဖတ်စစ်လို့ပေးတဲ့ကောင်းကင်မှာဆက်နှစ်ဖွဲ့ကိုယေရှုနာမဖြင့်ဝိတော်မြင့်နဲ့စစ်တယ်မေးသွားတဲ့ကောင်းကင်မှာယေရှုကျွန်တော်ဖေရှားတယ်အိုးတန်ရှင်တော်ကောင်းကင်မှာကိုယေရှုခေါ်ဖိတ်တယ်သူတို့ရဲ့အကျွေးရှိသမျှကိုဆက်ပေးဖို့ကောင်းကင်မှာဆက်နှစ်ဖွဲ့တင်တို့လက်တော်တို့အနန္တတန်ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်တို့အနန္တပါ၏ဖဖျားသခင်ဒီနေ့ဒီနေမကောင်းနေတဲ့အဖွဲတွေနော်အစင်သူတို့ခန္ဓာစိတ်ဝိညာဉ်ပေါ်ပါလန်းဆန်းခြင်းမရှိတဲ့အဖွဲတွေကိုလည်းယေရှုနာမနဲ့ကောင်းချီးပေးတယ်ယေရှုအသွေးဖြစ်ဝိညာဉ်မြဖြစ်စေဖြစ်အလင်းဖြစ်တယ်သူတို့ရဲ့ယောဂရှိသမျှသူတို့ကိုနောက်ဆက်နေတဲ့နတ်ဆိုးဝိညာဉ်ဆိုးအကုန်လုံးကိုရှင်းထုတ်ပေးမဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ကောင်းကင်နာမဆက်နှစ်ဖွဲ့ကိုယေရှုနာမဖြစ်ခေါ်ဖိတ်တယ်ဖတ်စစ်လို့ပေးပါဖတ်စစ်လို့ပေးတဲ့ကောင်းကင်ဆက်နှစ်ဖွဲ့ကိုယေရှုနာမဖြစ်ဝိတော်မြင့်စစ်တယ်မေးသွားတဲ့ကောင်းကင်နာမယေရှုကျွန်တော်ဖေရှားတယ်အိုးတန်ရှင်တော်ကောင်းကင်နာမကိုယေရှုခေါ်ဖိတ်တယ်အိုးဒီမှာယုံကြည်ခြင်းနဲ့ဆုတောင်းခံနေတော့သားသမီးအရောက်စီတိုင်းရဲ့နေအိမ်ကိုစေလွတ်ပေးတယ်သူတို့အထက်မှာနောက်ဆက်နေတဲ့နတ်ဆိုးဝိညာဉ်ဆိုးယောဂါဆိုးဘိုးဘေးမှာပါလာတဲ့ကျင့်ချင်းနတ်ဆိုးဘိုးဘေးမှာပါလာတဲ့ဒီအမင်္ဂလာရှိသမျှအကုန်ဆွဲထုတ်ယေရှုနာမဖြင့်အမိန့်ထုတ်ပြန်ကြေညာတယ်အကုန်ဆွဲထုတ်ခြေဖြတ်ဆွဲထုတ်ယေရှုနာမဖြင့်အမိန့်ထုတ်ပြန်ကြေညာတယ်အိုးသူတို့ရဲ့ခန္ဓာကိုယ်မှာထုံထိုင်းနေတဲ့အရာတွေနတ်ဆိုးရဲ့အခိုးငွေ့တွေနော်ကျင့်ချင်းရဲ့အခိုးငွေ့တွေအကုန်ဆွဲထုတ်တခုမကြအကုန်ဆွဲထုတ်သူတို့အထက်မှာရှိနေတဲ့ခြေရာလက်ရာချီစာတန်ရဲ့ချီတွေအကုန်ဆွဲထုတ်မတန်ရှင်းတဲ့အရာတွေအကုန်ဆွဲထုတ်အိုးဝန်လေးစေတဲ့အရာတွေနော်ဒီနေ့ကျမတို့ဝန်လေးချင်းနဲ့တွားနေတဲ့သူတွေအမြဲတမ်းဝန်လေးနေတဲ့အရာတွေနော်ဝန်လေးနေတဲ့သူတွေအများကြီးရှိတယ်ဒီနေ့ဖျားဖို့ပြလာတာဖြစ်တယ်နော်ကျမကိုတိုင်လဲနော်အမှုတော်မြတ်ပါဝင်တဲ့8နှစ်လုံးကျမလည်းဝန်လေးခဲ့တဲ့အရာဖြစ်တယ်ဒီဝန်လေးတာလဲကျမတို့ကဖျားကိုမအပ်တတ်လို့နော်တခါလေကျမတို့ဖျားကိုတော့အပ်တယ်ဒါပေမဲ့ကိုဟာကိုပြန်ထမ်းတယ်နော်ဆိုတော့ဒီနေ့ဖျားကိုအတတ်ဖို့လိုတယ်ဒီနေ့ကျမတို့ရဲ့ဝန်လေးချင်းရှိသမျှကိုဖျားကိုချထားပေးပါကျမတို့ကပြန်ဆွဲနှုတ်တယ်နော်ဖျားစီမှာဆုတောင်းပြီးမှသွားတယ်ဒါပေမဲ့ကျမတို့ကအဲ့အထုပ်ကြီးကိုပြန်ပြီးအိမ်ကိုပြန်တည်သွားတယ်နော်ဆိုတော့ဒီအရာကိုဒီနေ့ဖျားပြနေတာဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့တင်တို့ရဲ့ဝန်လေးချင်းဝန်လေးပြင်ပန်းနေတော့သူတွေနော်ဝန်လေးပြင်ပန်းနေတော့သူတွေအတွက်ပြန်ပြီးဆုတောင်းပေးမယ်ဒါပေမဲ့ကျမတို့ကဝန်လေးတွေဆိုတာနဲ့ဒီတိုင်းနေဖို့မဟုတ်အကျင့်ပါရတယ်ကျမတို့ရဲ့အကျင့်ကဖျားကိုချတတ်ဖို့ဖျားကိုစိတ်ချတတ်ဖို့အကျင့်ပြန်ပြီးလိုက်လျှောက်ရတာဖြစ်တယ်ဟာလေလုယာဝန်လေးရပြင်ပန်းတော်သူအပေါင်းတို့ငါထံတော်လာလို့ငါဒီချမ်းသာပေးမယ်ဆိုတဲ့ဂတိတော်စကားအတိုင်းဒီနေ့တင်တို့ယေရှုစီမှာလာဖို့ဖျားခေါ်နေတာဖြစ်တယ်တင်တို့ရဲ့ဝန်ကိုဖျားကထမ်းပေးမှာဖြစ်တယ်ယေရှုကထမ်းပေးမှာဖြစ်တယ်ဟာလေလုယာအိုရှပပပရှိတီဝန်လေးရဲ့တူတိုင်းအတွေ့ကိုလည်းဆုတောင်းပေးတာဖြစ်တယ်ဝန်လေးချင်းအားလုံးကိုယေရှုနာမဖြင့်ခြေဖြတ်တယ်ယေရှုအသွေးတော်နဲ့ဖြတ်တောက်တယ်ဒီနေ့ဤယုံကြည်ခြင်းနဲ့ဆုတောင်းခံနေတော့သားသမီးအရောက်စီတိုင်းရဲ့ဝန်လေးချင်းကိုခြေဖြတ်ပေးမဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ကောင်းကင်မှာဆက်နှစ်ဖွဲ့ကိုလည်းယေရှုခေါ်ဖိတ်တယ်ဖတ်စစ်လို့ပေးပါအဖတ်စစ်လို့ပေးတဲ့ကောင်းကင်မှာကိုယေရှုနာမဖြင့်ဝိတော်မြင့်နဲ့စစ်တယ်မေးသွားတဲ့ကောင်းကင်မှာယေရှုကျွန်တော်ဖေရှာတဲ့ရှင်တော်ကောင်းကင်မှာယေရှုခေါ်ဖိတ်တယ်သူတို့ရဲ့ဝန်လေးချင်းကိုအကုန်ဖြတ်တောက်ပေးပါအကုန်ဖြတ်တောက်ပေးပါဒီနေ့လောကဝန်ရှိသမျှအကုန်ဆွဲထုတ်ခြေဖြတ်အကုန်ဖြတ်တောက်ယေရှုနာမဖြင့်အမိန့်ထုတ်ပြန်ကြေညာတယ်အိုးဝန်ပေါ်ခြင်းနဲ့ပဲဖျားစီမှာလွတ်လပ်ကိုးကွယ်ခြင်းဖျားနဲ့အတူမိတ္တဟာယဖွဲ့ခြင်းတကယ်ပဲဖျားနဲ့အတူသွားလာရတော့အခွင့်ကိုရောပေးပါဒီနေ့ဝန်လေးခြင်းရှိသမျှကိုရောဖေရှားပေးပြီးဖြစ်တော့ကြောင့်လည်းယေရှုတော်ချီးမွမ်းတယ်ဖဖျားခင်ဟာလေလုယာနော်အလုံးမရှိနေတဲ့သူတွေအလုံးမရှိတဲ့သူတွေအလုံးလိုချင်တဲ့သူတွေနော်အစင်ပြေချင်တဲ့သူတွေအစင်မပြေတဲ့သူတွေအတွက်ပြန်ပြီးဆုတောင်းပေးမယ်ဟာလေလုယာကိုရောယေရှုတင်နေဒီနေ့သူတို့ကိုရောဖွင့်ပြတဲ့အရာအတွက်လည်းယေရှုတော်ချီးမွမ်းတယ်ဒီနေ့အစင်မပြေနေတဲ့သူတွေအလုံးမရှိတဲ့သူတွေကိုအလုံးရဖို့ဒီနေ့သူတို့ရဲ့အလုံးကိုရှာပေးမယ်ကောင်းကင်နမန်ဆက်နှစ်ဖွဲ့ကိုလည်းယေရှုခေါ်ဖိတ်တယ်ဖတ်စစ်လို့ပေးပါဖတ်စစ်လို့ပေးတဲ့ကောင်းကင်နမန်ဆက်နှစ်ဖွဲ့ယေရှုနမဖြင့်ဝန်းတော်မြင့်နေစစ်တယ်မေးသွားတဲ့ကောင်းကင်နမန်ယေရှုကျွန်တော်ဖေရှားတယ်အိုးတန်ရှင်တော်ကောင်းကင်နမန်ကိုယေရှုခေါ်ဖိတ်တယ်
ဒီနေ့ဒီမှာယုံကြည်ခြင်းနဲ့ဆုတောင်းခံနေတော့သားသမီးအရောက်စီတိုင်းကိုဖဖျားတကယ်အကောင်းဆုံးအလုပ်ရဖို့ကောင်းကင်နမန်ဒီဖျားအလိုတော်ရှိတဲ့အလုပ်ကိုပြန်လို့ရရှာပေးဖို့ယေရှုနမဖြစ်ဆုတောင်းကောင်းကြီးပေးတယ်ယေရှုနမဖျားအဖလက်တော်အနန္တတန်ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်အနန္တဟာလေလုယာစိတ်သက်ကြနေတဲ့သူတွေနော်စိတ်သက်ကြနေတဲ့သူတွေတင်တို့ရဲ့ဒီစိတ်တကြအောင်ကဘာလုပ်လဲဆိုရင်နတ်ဆိုးဝိညာဉ်ဆိုးရဲ့လက်ကွက်ဖြစ်တယ်နော်ဒီအရာတွေကဘာလဲဆိုတဲ့အခါမှာတင်တို့ကိုယ်တိုင်မလွတ်မြောက်တဲ့အခါမှာနတ်ဆိုးဝိညာဉ်ဆိုးကနေရာဝင်ယူလို့ရတယ်နော်ဆိုတော့ဒီနေ့ကျမတို့ကသူတပောက်ခွင့်မလွတ်ဘူးသူမြောက်နာကြီးတယ်ဆိုရင်ကိုယ်တိုင်ပြန်ကြုံရတာဖြစ်တယ်နော်အကြောင်းစိတ်တကြတာတို့စိတ်မပျော်တာတို့ဆိုရင်သူတပောက်ကိုဘာလုပ်ခဲ့လဲကိုခွင့်မလွတ်ခဲ့ဘူးလားကိုနာကြီးနေလားဆိုတဲ့အရာကိုဒီနေ့နားလေဖို့လိုတယ်အဲ့ဒါတွေကိုကျမတို့ကဖျားရှိလူရှိစာရန်ရှိမှာပြန်ပြီးဝင်ချတောင်းပန်ဖို့လိုတယ်ပြီးရင်ကိုခွင့်မလွတ်တဲ့လူတွေရဲ့နာမည်ကိုခေါ်ပြီးမှခွင့်လွတ်ဖို့လိုတယ်ဟာလေလုယာနော်ခွင့်လွတ်ဖို့လိုတယ်ဆိုတော့ဒီနေ့အဲ့လိုခွင့်လွတ်ဖို့ကလည်းဒီနေ့ကျမတို့ရဲ့အထဲမှာဖခင်ရဲ့မေတ္တာမရှိရင်ဘယ်သူမှမခွင့်လွတ်နိုင်ပါဘူးနော်ပါဇက်ကတာခွင့်လွတ်တယ်ဆိုပြီးမှနှလုံးသားမှာနာကြီးနေတာဖြစ်တယ်အဲကြောင့်ခွင့်မလွတ်တဲ့လူတွေစိတ်တကြတဲ့လူတွေနော်စိတ်ကြယောဂါဖြစ်နေတဲ့သူတွေနော်ကျမတို့ဘာလုပ်ရမလဲအပြည့်ဝင်ချတောင်းပန်ပါဖခင်ရှိမှဒူးထောက်ပါဖခင်ရဲ့မေတ္တာခေါ်ဖိတ်ပါဒီနေ့ကျမတို့တန်ရှင်တော်ဝိညာဉ်တော်ယေရှုနမနဲ့ခေါ်ဖိတ်တယ်ဆိုတလို့ပဲဒီနေ့ကျမတို့ဖခင်ရဲ့ယေရှုရဲ့ချစ်ချင်းမေတ္တာကိုလည်းကျမတို့ခေါ်ဖိတ်ဖို့လိုတယ်အဲချစ်ချင်းမေတ္တာရောက်လာတဲ့အချိန်မှာသင်ကအကုန်လွတ်မြောက်သွားမှာဖြစ်တယ်ဟာလေလုယာဟန်ဒရရှာပါပါရှိတတ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 ရှိဖခင်ကိုအချိန်မပေးကြတဲ့အပြစ်တွေကိုလည်းဝင်ချတောင်းပန်ပါနော်ဒီနေ့နှစ်တာကုန်သွားတယ်ကို့အလူတော်အတိုင်းပဲအသက်ရှင်တယ်ဖခင်ရဲ့အလူတော်ဘာမှမလုပ်ခဲ့တဲ့သူတွေအများကြီးပဲနော်ဒီတို့ရဲ့အပြစ်ကိုဝင်ချတောင်းပန်ပါရှပါပါရှိတတ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 ရှာရ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 ှိတတဖဖျားတခင်တို့မတိရမာခဲ့တဲ့အပြစ်တွေခွင့်လွတ်ပေးတော်မူပါဒီ2026ဟာနော်ကိုဇာတိအတွက်ပဲအသက်ရှင်ခြင်းမဟုတ်ဘဲနဲ့ဖခင်ရဲ့နိုင်ငံတော်အတွက်နော်အသက်ရှင်တော်သူတွေဖြစ်စေပါဟာလေလုယာပျောက်ဆုံးနေတဲ့ဝိညာဉ်တွေအတွက်အသက်ရှင်တော်သူတွေဖြစ်စေပါအိုးရှပါပါရှိတတ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 ကိုရောဒီနေ့တို့ယုံကြည်ခြင်းနဲ့ဆုတောင်းခံနေတော့သားသမီးအရောက်စီတိုင်းတို့ရှေ့မှာထားတဲ့မတ်ပုံတင်ကိုလည်းကောင်းကြီးပေးတယ်ရမောင်းနိုင်စင်ကိုကောင်းကြီးပေးတယ်ဘန်စာအုပ်ကိုယေရှုမကောင်းကြီးပေးတယ်ဘန်နံပါတ်ဘန်အကောင့်နံပါတ်ကိုလည်းယေရှုနမဖြစ်ကောင်းကြီးပေးတယ်တိုးပွားများပြားစေပါဟာလေလုယာကေဘေးအကောင့်တွေကိုလည်းယေရှုနမနဲ့ကောင်းကြီးပေးကေဘေးနံပါတ်တွေကိုဖုန်းနံပါတ်တွေကိုလည်းယေရှုနမနဲ့ကောင်းကြီးပေးတယ်ကိုရောနေ့အတိုင်းငွေဝင်စေပါနေ့အတိုင်းကောင်းကြီးခံစားရစေပါဒီနေ့ဖခင်ရဲ့ကောင်းကြီးခံစားရပြီးဖခင်ရဲ့ကျေးဇူးတရားကိုတည်တတ်တော်သူတွေဖြစ်စေဖို့ယေရှုနမဖြစ်ဆုတောင်းကောင်းကြီးပေးတယ်ယေရှုနမဖြစ်အဖလက်တော်အနန္တတချို့တွေကောင်းကြီးကစီးဆင်းနေပြီးတစိတ်မခတ်ယူတတ်ဘူးကိုဟာကိုယေရှုနမဖြစ်တစိတ်ခတ်တယ်လို့ပြောပါမဟုတ်ရင်စာတန်ပြန်ခိုးတယ်နော်တချို့ဟာတွေစာတန်ပြန်ခိုးနေတာဖြစ်တယ်ယေရှုရဲ့အသွေးတော်နဲ့တစိတ်ခတ်တယ်ယေရှုလက်ဝတ်တိုင်တကူနဲ့စိုက်ထူတယ်ဆိုပြီးပြန်ပြီးတိမ့်ပိုက်ပါအိုးရှပါဝပါရှိတတရှိတတရှိတတပတ်စံအိတ်ဖွင့်ထားပါပတ်စံအိတ်ဖွင့်ထားပါကိုသုံးမဲ့ပတ်စံအိတ်တွေဖွင့်ထားပါအိုးရှပါပါရှိတတ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 ရှာလ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 ာရှိတီ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 ရှာပါပါရှိတီ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 အိုးဒီပတ်စံအိတ်ကိုနောက်ဆက်နေတဲ့နတ်ဆိုးဝိညာဉ်ဆိုးငွေဆောင်နတ်ဝိညာဉ်မီးနဲ့ရှို့တယ်လောင်ကျွမ်းစေအိုးပတ်စံအလကားမကုံတင်ပဲကုံစေတဲ့နတ်ဆိုးဝိညာဉ်ဆိုးအကုန်လုံးကိုဝိညာဉ်မီးနဲ့အကုန်ရှို့တယ်လောင်ကျွမ်းစေသူတို့ရဲ့ပတ်စံအိတ်ယူပေါက်တွေအကုန်ပိတ်တယ်ထွဲပေါက်တွေအကုန်ပိတ်တယ်ယေရှုနမဖြစ်တဲ့စိတ်ခတ်တယ်ဟန်ဒရရှပါပါရှိတီတီရှိတီတီရှိတီတီဒီ2026ခုနှစ်မှာကိုရှာတဲ့အရာတွေနော်ဖျားပေးတဲ့အရာတွေကိုထိုက်တန်တန်အသုံးပြုရစေပါအလဟတသုံးဖြုံးခြင်းအလဟတသုံးခြင်းမရှိပါစေနဲ့သူတို့ကိုဖျားပေးထားတဲ့ကောင်းကြီးတွေကိုယေရှုအသွေးတော်နဲ့တစိတ်ခတ်လက်ဖလက်တော်အနန္တတန်ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်အနန္တပါ၏ဖဖျားခင်ကောင်းကင်နိုင်ငံတော်အတွက်ပါဝင်ဆက်ကတော်သူတွေဖြစ်စေပါဖဖျားခင်သူတို့ရဲ့ဝိညာဉ်အတွက်အလုပ်လုပ်တော်သူတွေဖြစ်စေပါကောင်းကင်ဘန္တာမှာနော်စုတတ်တော်သူတွေဖြစ်စေပါကောင်းကင်ဘန္တာမှာတိုးထားတတ်တော်သူတွေဖြစ်စေပါယေရှုနမဖြစ်ဆုတောင်းကောင်းကြီးပေးတယ်ယေရှုနမဖျားအဖလက်တော်အနန္တတန်ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်အနန္တပါ၏ဟာလေလုယာဟာလေလုယာတချို့ကမျက်ရည်ပဲကျနေတဲ့အရာတွေတခါတလေကျမတို့မျက်ရည်ကျအတိုင်းဖျားနေကြတယ်လို့မဟုတ်ပါဘူးတချို့ကနော်စာတန်က
မျက်ရည်ကျခိုင်းတာဖြစ်တယ်ဆိုတော့ကျမတို့အယံငိုတတ်တဲ့သူတွေခံဘာပဲလို့ငိုတတ်တဲ့သူတွေနော်ယေရှုနာမနဲ့မောင်းထုတ်တယ်ယေရှုနာမနဲ့ထွက်ဆိုပြီးမှကိုဟာကိုရှင်းပါခန္ဓာကိုရှင်းပါတချို့ကဘာမှမဟုတ်ဘဲနဲ့ငိုတတ်တာနော်ဘာမှမဟုတ်ဘဲနဲ့ငိုတာတခါတလေနောင်တမျက်ရည်လားဆိုနာကြီးမျက်ရည်တွေဖြစ်တယ်ဘုရားစီမှာကျမတို့တကယ်ပဲနောင်တနဲ့နောင်တမျက်ရည်ကြာပြီးမှဘုရားစီဆုတောင်းနေလားစကားပြောနေလားဆိုမဟုတ်နာကြီးနေတဲ့အရာတွေခွတ်မလွတ်နိုင်တဲ့အရာတွေနော်ကျမတို့ဒီငိုစေတဲ့အရာတွေကိုလည်းကျမတို့မကြိုက်ဘူးလို့ညင်းပေးပါနော်ဒီမှာငိုတတ်တဲ့အရန်ဘာမှမဟုတ်ဘဲနဲ့လည်းမျက်ရည်ကျတဲ့ဟာတွေအဲ့ဒါတွေကဖျားစီရလာတာမဟုတ်ဘူးစာတန်စီရလာတာဖြစ်တယ်နင်းကိုလက်မခံဘူးဆိုပြီးမှညင်းပေးတာအိုးရှပါပါရှိတီတီ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 ဟန်ဒရရှပါ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 ရှာဒါ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 ရှာပါ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 ရှိတီ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 ရှိန်တ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 ိန်ရှိန်Oh, she did it, 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 she. ငိုစေတဲ့နတ်ဆိုဝိညာဉ်ဆိုယေရှုနမဖြစ်ထွက်ဖို့အမိန်ပေးတယ်ဒီခန္ဓာကိုယ်နဲ့တင်းနဲ့မသက်ဆိုင်ကြောင်းယေရှုနမနဲ့ကြွေးကြော်တယ်ယေရှုနမဖြစ်အဖလက်တော်အနန္တတန်ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်အနန္တပါယီဟာလေလုယာရှပါပါရှိတချို့တွေခြားတော့ပါရာစကားတော့ရချင်တယ်မရနိုင်ဘူးเนาะဆိုတော့ဒီခြားတော့ပါရာစကားနဲ့ဝိညာဉ်ကောင်းကြီးနဲ့ဆိုင်တဲ့အရာကိုပြန်ပြီးဆုတောင်းပေးမယ်ဟာလေလုယာတန်ရှင်တော်ဝိညာဉ်တော်ဖျားဒီနေ့ယုံကြည်ခြင်းနဲ့ဆုတောင်းခံနေတော့တာသမီးအရောက်စီတိုင်းသူတို့ဆာငတ်တဲ့အပေါ်မှာတန်ရှင်တော်ဝိညာဉ်တော်ဗိတ်တိတ်တကိုအလုတ်လုတ်စေပါတန်ရှင်တော်ဝိညာဉ်တော်ဗိတ်တိတ်တကိုစီစင်းစေပါအိုးဘလက်ဆန်ဗိတ်တိတ်စီစင်းစေပါဒီနေ့ခြားတော့ပါရာစကားဆုကျေးဇူးမရတဲ့လူတွေခြားတော့ပါရာစကားဆုကျေးဇူးရစေပါဝိညာဉ်ဆုကျေးဇူးရစေပါเนาะတချို့အထူးထွေးနိုင်တော့ဉာဏ်ပညာဆုကျေးဇူးရစေပါ100ရှပါပါရှိတီ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 ရှိတီဟာလေလုယာတချို့ကကိုမကျေနပ်နေဘူးကိုအားမရဘူးကိုမကျေနပ်နေဘူးเนาะအဲ့ဓာတွေကလည်းဘာဖြစ်လဲဆိုရင်ဖျားစီရလာတာမဟုတ်ဘူးเนาะကျေနပ်ရောင်ရင်းမှုရှိရမှာဖြစ်တယ်တချို့ကကိုကျေနပ်ရောင်ရင်းမှုမရှိနေဘူးเนาะအဲ့ဓာတွေကလည်းနတ်ဆိုးဝိညာဉ်ဆိုးကလာတာဖြစ်တယ်ဒီအရာတွေလည်းကျမတို့ကဖေရှားရမှာဖြစ်တယ်နှုတ်ကပတ်တော်မှာဖျားကကျမတို့ကိုအခွင့်တကူပေးထားတာဖြစ်တယ်ကျမတို့ကိုယ်တိုင်ကိုညင်းပေးဖို့လိုတယ်ဟာလေလုယာเนาะယေရှုအားဖြင့်ကျမတို့ကဘာဖြစ်လဲယေရှုအားဖြင့်ဆိုပြီးမှထိုင်နေဖို့မဟုတ်ကိုယ်တိုင်မကြိုက်တဲ့အကျင့်တွေကိုကျမတို့ကညင်းပေးတတ်ဖို့လိုတယ်ကိုယ်တိုင်လိုက်လျှောက်ဖို့လိုတယ်ဟာလေလုယာအိုးရှပါပါရှိတီ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 ယေရှုနမဖြစ်အဖလက်တော်အနန္တတဲ့ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်အနန္တယေရှုနမဖြစ်သူတို့ရဲ့ဒီအကျင့်မကောင်းတဲ့အရာတွေအကုန်လုံးကိုဆွဲထုတ်ချေဖြတ်ပေးမဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ကောင်းကင်မန်12ဖွဲ့ကိုယေရှုခေါ်ဖိတ်တဲ့အဖဆက်လို့ပေးပါအဖဆက်လို့ပေးတဲ့ကောင်းကင်မန်12ဖွဲ့ကိုယေရှုနမဖြစ်ဝင်းတော်မြင်းနဲ့စစ်တယ်မေးတော်တဲ့ကောင်းကင်မန်ယေရှုကျွန်တော်ဖေရှားတဲ့ရှင်တော်ကောင်းကင်မန်ယေရှုခေါ်ဖိတ်တယ်အကုန်ဆွဲထုတ်ချေဖြတ်အကုန်ဆွဲထုတ်ယေရှုနမဖြစ်အမိန်ထုတ်ပြန်ခြင်းညာတယ်ယေရှုနမဖြစ်အဖလက်တော်အနန္တတဲ့ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်အနန္တပါကြီးယေရှုနမဖြစ်ဆုတောင်းကောင်းကြီးပေးတယ်ဟာလေလုယာတချို့အိမ်ထောင်ရဲ့မตาရဘူးအိမ်ထောင်ရဲ့ဖောက်ပြန်ခြင်းခံရတယ်တချို့ကယောက်ျားတည်သွားတဲ့ဟာတွေမုတ်ဆိုးမဖြစ်တဲ့ဟာတွေပေါ့နော်ဒီအိမ်ထောင်ရဲ့အစင်မပြေတဲ့လူတွေအတွက်ပြန်ပြီးဆုတောင်းပေးမယ်ဟာလေလုယာတန်ရှင်တော်ဝိညာဉ်တော်ဖျားယေရှုတော်ဖျားအဖခမေထန်တမီတူဝင်ချင်းကဆုတောင်းပါရယ်ကိုရောဒီနေ့အိမ်ထောင်ရဲ့အစင်မပြေနေတဲ့ဟာတွေတခုလက်ဒီမုတ်ဆိုးမတွေနော်အိမ်ထောင်ဖောက်ပြန်ခြင်းခံရတဲ့သူတွေအိမ်ထောင်အစင်မပြေတဲ့သူတွေအတွက်ပြန်ပြီးမှဆုတောင်းပေးတာဖြစ်တယ်ဒီအတွက်ကိုဖြည့်ရှင်းပေးမယ်ရက်ဆက်ကြမ်းကြုတ်တဲ့ကောင်းကင်12ဖွဲ့ကိုလည်းယေရှုခေါ်ဖိတ်တယ်ဖတ်ဆက်လို့ပေးပါဖတ်ဆက်လို့ပေးတဲ့ကောင်းကင်12ဖွဲ့ကိုယေရှုနမပြဝင်းတော်မြင်းနဲ့စစ်တယ်အိုးမေးသွားတဲ့ကောင်းကင်မန်ယေရှုကျွန်တော်ဖေရှားတိုင်ရှင်တော်ကောင်းကင်မန်ကိုယေရှုခေါ်ဖိတ်တယ်သူတို့ရဲ့အိမ်မိသားစုနောက်ဆက်တဲ့အရာတွေအိမ်ထောင်ရဲ့ပြဿနာတွေအကုန်ရှင်းထုတ်ပေးပါယေရှုနမဖျားအမိန်ထုတ်ပြန်ကြေညာတယ်ယေရှုနမဖျားဖလက်တော်အနံပါယတိုင်ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်အနံပါယအိုးရှပါပါရှိတီတီ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 
Shapao Pashiti 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 Shane Shane Hallelujah. Yeshua Mapia Amen Bere. In town the Mita so and the no name at that sign down. Yeshua Mapia Juore. Yeshua Mapia Amen Topian Genia. Yeshua Mapia County Bere. Camero Taro Tension of Winyan on it. Big Bere County Bere. Not the choga Babe look a simapio. The garbage chin canyar. County bine the garbage chin canyar. I look bine the garbage chin canyar. No ba look ya man matire a pretty to a suit on women. Hallelujah. They know my picnic the Gary Principle. They know go dine young jiva. Hallelujah. Then she no winning of ya, you should not appear park a mute and the middle and chinka suit down bare. Go dine the county picnic the Gary. No, the choriga paya look chine. Paya to a secachine. That made the gar picnic. Below low yaman matini harry de pari. No paya to a secachine. That made Nila machine, the gar machine, land machine. Not in no picnic the Gary. County the gar picnic yari. It won't get the gar picnic yari. Principle, ye should not appear a main token genia. The big so near the Garico principle. No, yes, a gentle congiman, a pinsa congiman son about, send a poem, ye shum copy, a passilopi, passilopi, congiman, send a poem, ye should not appear one of minicity. Oh, me to a congiman, ye shum chinapisha, then shano congiman go, ye shum copy. Hallelujah, a con prince, ye should not appear big so near the Gari. A con sweat, ye should not appear a main token genia. Ye should not appear a paletoro anane. Then shana winyan do pia letoro anambai, ye shuna mapia suit down county bide, ye shuna mapia a paletoro anane. Then shana winyan do pia letoro anambai, papiarkin dine, the ro ye. Shui to a suit down canedule, shui to poiseba, percent to a suit down canedule, percent to poiseba, ne dine the ro mui won seba. Hallelujah, ye shuna mapia county bide, in the town, the sun nita, pusha no knit, no doka sin ye a mew gun and lum yao de knit. ကောင်းကြီးခံစားရတဲ့နှစ်ကြွယ်ဝချမ်းသာသောနှစ်ဖြစ်စေပါဟာလေလုယာဆိုတော့မြင်းကနောက်ဆက်နေတယ်နော်ဆိုတော့ဒီကျမတို့က2025ဆိုရင်ဘာနှစ်ဘာအကောင်ဆိုတာရှိတယ်နော်ဒီ2026ကမြင်းနှစ်ဆိုတော့မြင်းနှစ်ဆိုနောက်ဆက်တယ်အကောင်တွေနော်ဒီမနေ့ကျမလည်းပြောပြီးအကောင်ပလောင်တွေနောက်ဆက်မှာဖြစ်တယ်နော်ဆိုတော့ဒီအကောင်ပလောင်တွေကိုနိုင်ဖို့လဲကျမတို့ကဘာလို့အပ်လဲဆိုဘိတ်တိတ်လို့အပ်တယ်ဖရားရဲ့မေတ္တာလို့အပ်တယ်စာတန်ကတော့ခိုးမယ်တတ်မယ်ဒါသူ့ရဲ့အလုပ်ဖြစ်တယ်နော်ဆိုတော့ဒီနှစ်ကရိုင်းဆိုင်တဲ့နှစ်ဖြစ်တယ်ရိုင်းဆိုင်တဲ့နှစ်နော်တတိထားဖို့လိုတယ်ကျမတို့ကိုယ်တိုင်ဖရားနဲ့မသွားလာဘူးဆိုတော့အရိုင်းဆိုင်တွေကြုံရမယ်ဘာကြောင့်လဲဆိုရင်မြင်းရိုင်းကိုပြတာဖြစ်တယ်နော်မြင်းရိုင်းဆိုတော့ဒီနေ့ကျမတို့ဒီနှစ်မှာနော်ဟွာပေါ့တချို့တွေကနော်ဘာနစ်ဆိုတဲ့အရာကိုယုံတဲ့အရာလဲဖျားရှိမှဝင်ချတောင်းပန်ရမယ်ကိုဘလို့ယုံရင်အဲ့နတ်ဆိုးကနော်အခုကောင်းကြီးပေးနေတဲ့အခါမှာလာလူတာကမြင်းနတ်ဆိုတော့ဒီ2026ကမြင်းနစ်ဖြစ်တယ်အဲ့လိုမျိုးတွေပေါ့နော်အဲ့အရာတွေလည်းကျမတို့ဖေရှားတတ်ဖို့လိုတယ်တကယ်လို့ကျမကဘယ်နှစ်မှာမွေးတယ်ဘယ်လမှာမွေးတယ်ဆိုရင်အဲ့အကောင့်ပလောင်လေးနဲ့ကိုနဲ့မသက်ဆိုင်ကြောင်းတယ်ကိုဟာကိုဆုတောင်းကြပါအခုဆုတောင်းပါနော်ဒါကဒီမြင်းရိုင်းကိုပြန်ပြီးပြလာတဲ့အရာဖြစ်တယ်ဟာလေလုယာရှပါပါရှိတိရှိတိရှိတိဟာလေလုယာရှပါတချို့ကအယံစိတ်ပင်ပန်းနေတယ်နော်အယံစိတ်ပင်ပန်းနေတယ်ခန္ဓာပင်ပန်းနေတယ်ဆိုတော့ကျမတို့ကိုယ်အိမ်မှာကိုဖြစ်တယ်လေးဖို့နေရာရှိတယ်ဆိုရင်အိတ်လိုက်ပါနော်တကယ်လို့လေးဖို့နေရာမရှိတယ်ဆိုရင်ထိုင်နေလဲရတယ်နော်တင်တို့ပေါ့ပါချင်းလန်းဆန်းချင်းတင်တို့ရဲ့အတွင်းဝိညာဉ်အပြင်ဝိညာဉ်အသွေးခန္ဓာအပြင်ခန္ဓာခွဲစိတ်ကုတပေးမယ်ဟာလေလုယာဆိုပြီးမှ3ခါမုတ်ထုတ်လိုက်နော်ကိုအိမ်ကိုအခန်းမှာကိုအိတ်ရာမှာဆိုရတဲ့အဆင်ပြေတယ်လို့အိတ်ချလိုက်တက်အိတ်လိုက်အာယုံကဘေးမှမသွားနဲ့အာယုံကဟိုတွေးတီတွေးလည်းမသွားနဲ့ပြင်းစုတောင်းပေးတဲ့အချိန်မှာတင်တို့ဆုမတောင်းနဲ့တင်တို့ဖျားနဲ့ပဲသွားပါ
သူတို့ခွဲစိတ်ကိုတာမဲဆိုရင်ကျမတို့လောကခွဲစိတ်ကိုတာတောင်မှခွဲစိတ်ကိုတာသေးဝင်ရင်ကျမတို့ရရှည်လို့မရပါဘူးနော်ဟိုတွေးလို့မရပါဘူးခွဲစိတ်ဖို့ဝင်ပြီးဆိုရင်တို့ဘာဖြစ်လဲမေ့ဆေးထုံဆေးထိုးလိုက်တယ်လို့ပဲတင်တို့ဘာမှမစင်စားနဲ့နော်ကျမယေရှုတောင်းတန်ပါရီတောင်းနေတာလေဆိုတာလည်းမစင်စားနဲ့မနားထောင်နဲ့ဖျားစီပဲအာယုံပြုပါဟာလေလုယာအယံဝင်လေးနေကြတယ်နော်မိသားစုဝင်စာဝတ်နေရေးဝင်ပညာရေးဝင်ဆိုပြီးမှမုံထုတ်ပါ3 ခါမုံထုတ်လိုက်နောက်ဆုံးတစ်ခေါက်ကဖြည်းလဲမုံထုတ်လိုက်ဟာလေလုယာတန်ရှင်တော်ဝိညာဉ်တော်ဖျားယေရှုနမဖျားအဖခမေထန်တမီသူဝင်ချင်းကဆုတောင်းပါတယ်ကိုရောဒီနေ့ယုံကြည်ခြင်းနဲ့ဆုတောင်းခံနေတော့တာသမီအရောက်စီတိုင်းကိုလည်းယေရှုနမနဲ့ကောင်းချီးပေးတယ်ယေရှုသွေးဖြစ်ဝိညာဉ်မြဖြစ်စီဖြစ်အလင်းဖြစ်တယ်ကိုရောဒီနေ့သူတို့ပြင်ပန်းနေကြပြီကိုရောသူတို့ရဲ့ခန္ဓာစိတ်ဝိညာဉ်ညှိုးနွမ်းနေတဲ့အရာတွေကိုကိုရောဖွင့်ပြပြီးတော့ကြောင်းနဲ့ကျေးဇူးတော်ချီးမွမ်းနေဒီနေ့သူတို့ရဲ့ခန္ဓာစိတ်ဝိညာဉ်ခွဲစိတ်ကိုတပ်ပေးမဲ့ကောင်းကင်မှာအဖွဲ့ကိုယေရှုနမတ်ဖြစ်ခေါ်ဖိတ်တဲ့အဖစေလို့ပေးပါလိုအပ်တဲ့လောက်စေလို့ပေးပါလိုအပ်တဲ့လောက်စေလို့ပေးပါဖဖျားခင်သူတို့ယုံကြည်ခြင်းနဲ့ဆုတောင်းခံနေတော့သူတို့အိတ်ခမ်းသူတို့လေးနေတဲ့နေရာသူတို့အိမ်ဒီမှာဆေလွတ်ပေးပါသူတို့ရဲ့ခန္ဓာပိုင်းကိုခွဲစိတ်ကုသမဲ့ကောင်းကင်မန်ကိုဆေလွတ်ပေးပါသူရဲ့ခန္ဓာအနာရှိသမျှကိုခွဲစိတ်ကုသပေးပါသူရဲ့ခန္ဓာမှာယောဂဖြစ်နေတဲ့အရာမကောင်းတဲ့အရာတွေအကုန်လုံးထုတ်ပစ်ပြီးမှကောင်းကင်ဘန္တာတိုက်ထဲကယေရှုရဲ့အသွေးအသားအယိုးချင်းစီကလီစာနှလုံးကြောက်ကတ်အကုန်အတစ်ပြန်ရွေးဖန်ဆင်းပေးပါအတစ်ပြန်ရွေးလေးလေပေးပါဒီနေ့သူတို့ရဲ့ဝိညာဉ်ကိုလည်းခွဲစိတ်ကုသပေးပါဝိညာဉ်ကိုခွဲစိတ်ကုသမဲ့ဝိညာဉ်တော်ဖျားကိုလည်းရှုံခေါ်ဖိတ်တယ်ဝိညာဉ်တော်စေလွတ်ပေးပါအရောက်စီတိုင်းပေါ်မှာဝိညာဉ်တော်စေလွတ်ပေးပါသူတို့ရဲ့ဝိညာဉ်ကိုလည်းပြန်ရွေးခွဲစိတ်ကုသပေးပါဖျားကိုဖျားကိုမကြိုက်တဲ့အရာတွေဖျားကိုအချိန်မပေးတဲ့အရာတွေဖျားကိုမကိုးစားတဲ့အရာတွေအကုန်လုံးဆွဲထုတ်ခြေဖြတ်အကုန်ဆွဲထုတ်အိုးဒီနေ့သူတို့ရဲ့ဝိညာဉ်ကိုလည်းခွဲစိတ်ကိုတာပေးပါဖဖျားတခင်ကိုချစ်ကြောက်တဲ့ဝိညာဉ်ထည့်ပေးပါဖဖျားတခင်ကိုကိုးစားတဲ့ဝိညာဉ်ထည့်ပေးပါဖဖျားတခင်ကိုရေးစားတကယ်လို့စားတဲ့ဝိညာဉ်ထည့်ပေးပါဖဖျားတခင်ကိုတကယ်ပဲအချိန်ပေးတော့ဝိညာဉ်ထည့်ပေးပါဖဖျားတခင်ကိုပဲကိုးစားတတ်တော့ဝိညာဉ်ထည့်ပေးပါဒီနေ့ခန္ဓာစိတ်ဝိညာဉ်တထထည့်ဖြစ်စေပါခန္ဓာစိတ်ဝိညာဉ်ကိုယေရှုအသွေးတော်နဲ့ထုတ်ပူးတယ်ဒီနေ့သူတို့ထားလာတဲ့အခါမှာပေါ့ပါခြင်းလန်းဆန်းခြင်းငြိမ်သက်ခြင်းပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းလွတ်မြောက်ခြင်းကောင်းကြီးပြန်လို့တွန်းလောင်းပေးပါခံစားရတော့အခွင့်ကိုရောပေးပါယေရှုနမဖြစ်ဆုတောင်းကောင်းကြီးပေးတယ်ယေရှုနမဖြစ်အဖလက်တော်အနန္တတိုင်ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်အနန္ပါဤဟာလေလုယာအာမင်တင်တို့ဘာအတွက်ဆုတောင်းခံခြင်းလဲဆိုတာတင်တို့စိတ်မှာပဲရှိလိုက်ဖျားအကုန်ဖော်တယ်အခုကနော်သားသမီးအတွက်ဆုတောင်းခံခြင်းတဲ့လူတွေမိခင်တွေကပြန်ပြီးပြောနေတဲ့အရာကိုတွေ့ရတာဖြစ်တယ်နော်ဆိုတော့ဒီနေ့တင်တို့ရဲ့သားသမီးအတွက်နော်တင်တို့ကနာမည်တပ်ပါတင်တို့ကိုတိုင်နဲ့တင်တို့သားသမီးကိုနာမည်တပ်ပြီးကောင်းချီးပေးပါကျမကဒီကနေဆုတောင်းပေးမှာဖြစ်တယ်နိုင်ငံခြားမှာပဲရှိပဲပြည်ပမှာပဲရှိပြည်တွင်းမှာပဲရှိနော်တင်တို့ရဲ့သားသမီးတွေရဲ့နာမည်ကိုတပ်ပေးပါဟာလေလုယာတန်ရှင်တော်ဝိညာဉ်တော်ဖျားယေရှုနမဖျားအဖခမျိုးထန်သမီးသူဝင်ချင်းကဆုတောင်းပါတယ်ဒီနေ့ကြောင်းတက်နေတော့သားသမီးတွေကြောင်းမတက်တော့သားသမီးတွေမိဘတွေသူတို့ရဲ့သားသမီးတွေအတွက်အယံဝင်လေးနေတဲ့ဝင်လေးချင်းကိုအကုန်ခြေဖြတ်တယ်ယေရှုနမဖျားအမိန့်ထုတ်ပြန်ကြေညာတယ်ယေရှုနမဖျားအဖလက်တော်အနန္တတဲ့ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်အနန္တဖဖျားခင်ဒီနေ့ခွန်ဆန်းရောင်ကိုလည်းရှုံကောင်းကြည့်ပေးတယ်ဟာလေလုယာနော်ကိုယ့်ရဲ့သားသမီးတို့နာမည်တပ်ပေးပါနာမည်တပ်ပေးပါဟာလေလုယာရှပောပါရှိတိရှပောပါရှိတိရှပောပါရှိတိအိုးဒီနေ့စာရမဏတ်ကပုံစံအမျိုးနဲ့နောက်ဆက်နေတာဖြစ်တယ်နော်ဒီနေ့သူတို့ရဲ့သားသမီးတွေပေါ်မှာစာရမဏတ်လုံးဝမထိရဖို့ယေရှုလောက်တိုင်တကိုးဆိုင်ထူပေးတယ်ယေရှုချစ်ချင်းမြတ်တာနဲ့ထုတ်ပိုးတယ်ယေရှုနမဖျားအဖလက်တော်အနန္တတိုင်ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်အနန္တပိုင်းစာရမဏတ်လုံးဝမထိရစာရမဏတ်လုံးဝမတူရယေရှုနမဖျားအမိန့်ထုတ်ပြန်ကြေညာတယ်ဒီနေ့သူတို့ယုံကြည်ခြင်းနဲ့သူတို့ရဲ့သားသမီးတွေရဲ့နာမည်ခေါ်ပြီးဆုတောင်းတဲ့သားသမီးအရောက်စီတိုင်းနော်ယေရှုရဲ့အသွေးတော်နဲ့ထုတ်ပိုးတယ်မိဆက်လက်နဲ့အကုန်ကာစီးထားတယ်စာရမဏတ်လုံးဝမထိရယေရှုနမဖျားအမိန့်ထုတ်ပြန်ကြေညာတယ်အိုးဉာဏ်ပညာထက်မြက်စေပါအိုးဖျားဘုံတင်ရှားစေပါယေရှုနမဖျားအဖလက်တော်အနန္တမိအင်ရှင်မိသားစုကသားသမီးအရောက်စီတိုင်းကိုလည်းယေရှုနမနဲ့ကောင်းချီးပေးတယ်ယေရှုသွေးဖြစ်ဝိညာဉ်မြဖြစ်စီဖြစ်အလင်းဖြစ်တယ်အိုးကိုဝန်ဆောင်မိခင်တွေကိုဝန်ဆောင်နေတဲ့မိခင်တွေကိုဝန်ဆောင်နေတဲ့မိခင်တွေအထဲမှာရှိတဲ့သားသမီးတွေအားလုံးကိုယေရှုသွေးတော်နဲ့တစ်စက်ခတ်တယ်ယေရှုလောက်တိုင်တကိုးဆိုင်သူယေရှုချစ်ချင်းမြတ်တာနဲ့ထုတ်ပိုးတယ်ဟာလေလုယာ
အိုးအမေရဲ့ဘိုက်ကတဲ့ကနေစာရမနဲ့လုံးဝမထီရဘူးယေရှုရဲ့တွေးတော်နဲ့တစိတ်ခတ်တဲ့ယေရှုလောက်တိုင်တကိုးဆိုင်သူယေရှုချစ်ချင်းမြတ်တာနဲ့ထုတ်ပူတယ်အိုးယေရှုနမဖျားအဖလက်တော်အနန္တတိုင်ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်အနန္ပါယီဟာလေလုယာအိုးရှပါပါရှိတိတိ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 အိုးရှပါပါရှိတိတိရှိတိတိရှိတိတိရှပါပါရှိတိတိရှဒါဒါအိုးဒီနေ့အမှုတော်ဆောင်ဆရာမပရောဖက်တွေအရောက်စီတောင်းနေယေရှုနမနဲ့ကောင်းကြီးပေးတယ်ဖဖျားခင်သူတို့ရှိတဲ့နေရာသူတို့နေတဲ့နေရာမှာကောင်းကြီးတဲ့ရောက်စေပါအမှုတော်မြတ်မှာလည်းတာ၍ဖျားဘုံထင်ရှားစေပါဖျားဘုံတော်အတွက်ပဲဖြစ်စေပါဟာလေလုယာပျောက်ဆုံးနေတဲ့ဝိညာဉ်တွေအတွက်ဖြစ်စေပါဟာလေလုယာဒီနေ့ပျောက်ဆုံးနေတဲ့ဝိညာဉ်တွေအတွက်လည်းယေရှုနမဖြစ်စုတောင်းကောင်းကြီးပေးတယ်တကယ်ပဲနော်ကိုယ့်ရဲ့အရှင်တခင်ရဲ့အတန်ကိုကြားပြီးပြန်နေရောက်တဲ့နေရာကနေလေ့လာတော့တူရီဖြစ်စေပါယေရှုနမဖြစ်စုတောင်းကောင်းကြည့်ပေးတဲ့ယေရှုနမဖျားဖလက်တော်အနန္တတိုင်ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်အနန္တပါယဖဖျားတခင်ဟာလေလုယာဒီနေ့မြန်မာပြည်ကြီးကိုလည်းယေရှုနမနဲ့ကောင်းကြည့်ပေးတယ်ကိုရောဒီမှာမြန်မာပြည်ကြီးမှာကြားရောက်မဲ့ဘေးဆိုးယောဂါဆိုးအန်တီဆိုးပေါင်းများစွာကိုခြေဖြတ်နိုင်မဲ့တိုင်ရှင်တော်ဝိညာဉ်တော်ဖျားကိုယေရှုနမနဲ့ခေါ်ဖိတ်တယ်နော်ဒီဘေးဆိုးယောဂါဆိုးကတ်ဆိုင်ခြင်းအမျိုးမျိုးကိုရှင်းထုတ်ပေးမဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ကောင်းကင်မှာအဖွဲ့တွေကိုလည်းယေရှုနမဖြစ်ပြန်နေရခေါ်ဖိတ်တယ်အဖဆယ်လို့ပေးပါအဖဆယ်လို့ပေးတဲ့ကောင်းကင်မန်ကိုယေရှုနမဖြစ်ဝင်းတော်မြင်နေစစ်တယ်မေးသွားတဲ့ကောင်းကင်မန်ယေရှုကျွန်တော်ဖေရှားတယ်ဟိုတိုင်ရှင်တော်ကောင်းကင်မန်ယေရှုခေါ်ဖိတ်တယ်အကုန်ရှင်းထုတ်ဆွဲထုတ်ခြေဖြတ်အမြင့်ပြတ်ခြေဖြတ်ဖို့ယေရှုနမဖြစ်အမိန့်ထုတ်ပြန်ကြေညာတယ်ဖဖျားသခင်ဒီနေ့ဖဖျားသခင်ကိုတည်ရက်နဲ့လမ်းလွဲနေတဲ့ဝိညာဉ်နဲ့မဆိုင်တဲ့အရာတွေနော်လမ်းလွဲနေတဲ့အရာတွေအားလုံးကိုလည်းယေရှုနမဖျားဖလက်တော်အနန္တတိုင်ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်အနန္တပိုင်လမ်းမနေတော့သူတွေမျက်စိကန်းနေတော့သူတွေလမ်းမှန်ဖြတ်ပြန်လို့ရောက်ရှိဖို့တိုင်ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်အနန္တပိုင်တိုင်ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်အနန္တပိုင်ဟာလေလုယာဒီနေ့နိုင်ငံတကာမှာစစ်ဖြစ်နေတဲ့အရာတွေအားလုံးစစ်မှုကဖျားလက်တာထဲမှာပဲဖြစ်တယ်ဖဖျားတကယ်ဒို့တော်ဒီကြားထဲမှာစုံစမ်းခြင်းရတဲ့နေရာမှာစုံစမ်းတဲ့ကာလမှာစစ်မှန်တဲ့နောင်တရတော်သူတွေဖြစ်စေပါဖယားစီမှာလေ့လာတော်သူတွေဖြစ်စေပါယေရှုနမဖြစ်ဆုတောင်းကောင်းကြည့်ပေးတယ်ယေရှုနမဖျားဖလက်တော်အနန္တတိုင်ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်အနန္တပါယေရှုနမဖြစ်ဆုတောင်းကောင်းကြည့်ပေးတယ်ဟာလေလုယာအိုးအိမ်လိုချင်နေတဲ့သူတွေနော်အိုးအိမ်စိတ်ထဲမှာလိုချင်တာဖြစ်တဲ့သူတွေလည်းပြသလိုတချို့ကနေဆရာမရှိတဲ့အရာတွေခက်ခဲနေတဲ့အရာတွေအတွက်လည်းပြန်ပြီးဆုတောင်းပေးမယ်ဟာလေလုယာကိုရောယေရှုတင်တဲ့တိုင်ရှင်တော်ဝိညာဉ်တော်ဖျားယေရှုတင်တဲ့ဒီနေ့လောကမှာနေတဲ့အခါမှာနေဖို့အိတ်ဖို့စားဖို့တောက်ဖို့အိမ်လိုတာဖြစ်တယ်ဒီနေ့အိမ်အစင်မပြေနေတဲ့သူတွေစာဝတ်နေရဲ့အစင်မပြေနေတဲ့သူတွေဘယ်မှာနေရမှမသိဘယ်မှာသွားရမှမသိတဲ့သူတွေကိုလည်းယေရှုနမဖြစ်ကောင်းကြည့်ပေးတယ်ဖဖျားခင်သူတို့လမ်းဖွင့်ပေးပါသူတို့တကားဖွင့်ပေးပါပိတ်နေတဲ့တကားတွေအကုန်လင်းစေပါအကုန်ဖွင့်ပေးပါယေရှုနမဖြစ်ကောင်းကြည့်ပေးတယ်ကိုရောဒီနေ့ဆင်းရဲဒုက္ခရောက်နေတဲ့သူတွေဆက်ဆက်ရရအစင်ပြေစေဖို့လည်းယေရှုနမဖြစ်ဆုတောင်းကောင်းကြည့်ပေးတယ်နေဖို့အိမ်တွေလိုအပ်တဲ့အရာတွေအားလုံးကိုရောလက်တော်အနန္တတန်ရှင်ဝိညာဉ်တော်ဖျားလက်တော်အနန္တပိုင်ယေရှုနမဖြစ်ဆုတောင်းကောင်းကြည့်ပေးတယ်ယေရှုနမဖျားဖလက်တော်အနန္တအိုတန်ရှင်ဝိညာဉ်တော်ဖျားလက်တော်အနန္တပိုင်ဟာလေလုယာယေရှုနမဖြစ်ဆုတောင်းကောင်းကြည့်ပေးပါ၏ယေရှုနမဖျားဖလက်တော်အနန္တဖဖျားခင်ဒီနေ့အသင်းတော်တိုင်းကိုလည်းယေရှုနမနဲ့ကောင်းကြည့်ပေးတယ်အသင်းတော်တိုင်းသာသနာတိုင်းအမှုတော်ဆောင်တိုင်းဖျားကျောင်းတိုင်းကိုလည်းယေရှုနမနဲ့ကောင်းကြည့်ပေးတယ်တကယ်ပဲတန်ရှင်ဝိညာဉ်တော်လှုပ်ရှားစေပါတကယ်ပဲတန်ရှင်ဝိညာဉ်တော်ဆာငတ်တော်အသင်းတော်တွေဖြစ်စေပါတန်ရှင်ဝိညာဉ်တော်ကိုဆာငတ်တော်အမှုတော်ဆောင်တွေဖြစ်စေပါတန်ရှင်ဝိညာဉ်တော်ကိုဆာငတ်တော်ဖျားကျောင်းတွေဖြစ်စေပါတန်ရှင်ဝိညာဉ်တော်ကိုဆာငတ်တော်ဒီကျမ်းစာကျောင်းတွေဖြစ်စေပါကျမ်းစာကျောင်းသူကျောင်းသားတွေလည်းတန်ရှင်ဝိညာဉ်တော်ကိုရရှိစေပါဒီနေ့အမှုတော်မြတ်မှာပါဝင်နေတော့အမှုတော်ဆောင်အကြီးအငယ်အယောက်စီတိုင်းပေါ်မှာလည်းတန်ရှင်ဝိညာဉ်တော်တွန်းလောင်းပေးပါတန်ရှင်ဝိညာဉ်တော်အလုံးလုံးပေးပါဟာလေလုယာဖဖျားခင်ဒီနေ့ကျမတို့ရဲ့ကြံရှိနေတဲ့အချိန်ကာလအသက်ဟာကိုရောနိုင်ငံတော်တို့ကိုရောဘုံတော်အတွက်ဖြစ်စေတယ်လို့ဒီနေ့ကျမတို့အသက်ရှင်နေထိုင်တဲ့အရာဟာတကယ်ပဲယေရှုခရစ်တော်ရဲ့တတော်သမီးအဆင့်ထိတွာလာနိုင်တော်သူတွေဖြစ်စေဖို့လည်းယေရှုနမနဲ့ကောင်းချီးပေးတယ်ဒီ2026ကနေတတော်သမီးတွေကိုစပြီးရုပ်သိမ်းမယ်ဆိုတဲ့စကားတော်အတိုင်းကိုရောဒီနေ့ဖခင်ရဲ့တတော်သမီးအဆင့်ထိတွာလာလှုပ်ရှားနိုင်တော်သူတွေဖြစ်စေပါသူတို့ကိုနောက်ဆက်နေတဲ့အရာတွေအားလုံးကိုကြော်လွှားနိုင်တော်သူတွေဖြစ်စေပါအဖရဲ့ဘုန်းတော်ထင်ရှားတော်သူတွေဖြစ်စေပါယေရှုနမဖြစ်ဆုတောင်းကောင်းချီးပေးတယ်ယေရှုနမဖျားအဖလက်တော်အနန္တတန်ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်အနန္တပါ၏ဟာလေလုယာ2020
26မှာရွှေငွေကောင်းကြီးကျမချင်းကောင်းကြီးပျော်ရွှင်ခြင်းကောင်းကြီးလွတ်မြောက်ခြင်းကောင်းကြီးအိမ်ထောင်ရဲကောင်းကြီးမင်္ဂလာနဲ့ပိုက်ရစ်တော်သူတွေဖြစ်စေဖို့တဲ့ယေရှုနမဖြစ်ဆုတောင်းကောင်းကြီးပေးတယ်ယေရှုနမဖျားအဖလက်တော်အနန္တနဲ့တန်ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်အနန္တပါဤတချို့ကတေသွားတဲ့သူတွေကိုဆွဲလန်းနေတယ်နော်တေသွားတဲ့သူတွေတေသွားတဲ့မိဘဖြစ်ဖြစ်စီယာဖြစ်ဖြစ်ဘယ်သူမှမဆွဲလန်းရဘူးเนาะဆိုတော့ဒီနေ့နားလေစေခြင်းနဲ့တေသွားတဲ့သူတွေရဲ့တပ်ပုံတောင်မထားပါနဲ့လူကိုတောင်เนาะမြုပ်တာနဲ့ရှုတာနဲ့ဒီတပ်ပုံလေးနဲ့ကျမတို့ရဲ့ကောင်းကြီးပိတ်အောင်မလုပ်ပါနဲ့เนาะလူတေဝိညာဉ်ဆိုးတွေနောက်ဆက်နေတဲ့အရာเนาะဆိုတော့တချို့ကတေသွားတဲ့ယောက်ျားတန်ဆွဲနေတယ်အဲ့လိုဆွဲနေတော့လူတေဝိညာဉ်ဆိုးကနင်းနဲ့လာအိပ်ပေးတယ်เนาะတကယ်တော့ယောက်ျားမဟုတ်ပါဘူးเนาะတေချင်းဝိညာဉ်ဆိုးတွေဖြစ်တယ်เนาะအဲကြောင့်လူတေကိုတေသွားတဲ့သူတွေကိုဆွဲလန်းတဲ့လူတွေเนาะတတိယတဲ့လူတွေဖေရှားပါเนาะဖေရှားပါပြီးရင်တေသွားတဲ့သူတွေရဲ့တတိယအောက်မဲ့ဆိုတာမလုပ်ပါနဲ့เนาะဒါကအတင်းတော်ကနေတော့တတ်မှတ်ထားတဲ့အရာဖြစ်တယ်เนาะဒီတေသွားတဲ့သူတွေရဲ့တတိယအောက်မဲ့လုံမဲ့ပတ်စံကိုเนาะတင်တို့ကြံရှိနေတဲ့သားတွေသမီးတွေအတွက်ကျေးဇူးတော်ချီးမွမ်းခြင်းရစ်လုပ်ပေးပါเนาะဒီတေသွားတဲ့သူတွေကိုကျမတို့ကသွားတတိယရမှာမဟုတ်ဘူးနော်ရှင်နေသေးတဲ့သူတွေမလွတ်မြောက်သေးတဲ့သူတွေအတွက်ကျမတို့ကဆုတောင်းပေးရမှာဖြစ်တယ်တေသောသူတွေကတေသွားပြီနော်အဲ့ဒါကိုစွဲလန်းတဲ့ခါမှာလူတေနတ်ဆိုးကတင်တို့နဲ့အတူပေါင်းဖော်တဲ့အခါမှာတင်တို့မကြမ်းပါဘူးနော်မကြမ်းပါဘူးတချို့ကတေသွားတဲ့ယောက်ျားကကိုယ်စီလာအိတ်တယ်အိမ်မက်တဲ့အရာတွေမဟုတ်ပါဘူးအဲ့ဒါနတ်ဆိုးပေးတာဖြစ်တယ်လူတေဝိညာဉ်ဆိုးပေးတာဖြစ်တယ်အဲ့လိုမျိုးလုပ်တဲ့လူတွေလူတေကိုတတိယတဲ့သူတွေတေသွားတဲ့ယောက်ျားမိန်းမတွေကိုတတိယတဲ့သူတွေကချိုးချတယ်နော်သူတို့ကလူတေနဲ့ပေါင်းဖော်တာဖြစ်တော့ကြောင့်အမြဲတမ်းအိတ်ရာမှာပဲနေရတယ်အရေးရန်အိယာကနေမထောက်ရောက်အမြဲတမ်းချိုချတယ်ကောင်းလိုက်ပြန်ဖြစ်လိုက်ကောင်းလိုက်ပြန်ဖြစ်လိုက်အဲ့ဒါကလူတေဝိညာဉ်ဆိုးနဲ့အိယာမှာနှစ်ပန်းလုံးနေတာဖြစ်တယ်နော်ဆိုတော့တေသွားတဲ့သူတွေလည်းကျမတို့ရှင်းထုတ်တတ်ဖို့လည်းလိုတယ်ဟာလေလုယာရှပောပါရှိတီတီရှပောပါရှိတီတီ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 လူတေဝိညာဉ်ဆိုးကိုဆွဲလန်းနေတဲ့အရာတွေအလုံးဝိညာဉ်မီးနဲ့အကုန်ရှို့တယ်လောင်ကျွမ်းစေအိုးသူတို့ရဲ့အသွေးအခေါ်ထဲကအကုန်ဆွဲထုတ်အကုန်စုပ်ထုတ်ယေရှုနမဖျားအမိန်ထုတ်ပြန်ခြင်းညာတယ်ယေရှုနမဖျားအဖလက်တော်အနန္တအိုးတန်ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်အနန္တပါယေရှုနမဖျားဆုတောင်းကောင်းကြည့်ပေးတယ်ယေရှုနမဖျားအဖလက်တော်အနန္တတန်ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်အနန္တပါဖဖျားတခင်2026မှာဖျားဘုံထင်ရှားပြီးနော်ဖျားရဲ့အလိုတော်အတိုင်းအသက်ရှင်တော်သူတွေဖြစ်စေဖို့တဲ့ယေရှုနမဖြစ်ဆုတောင်းကောင်းကြည့်ပေးတယ်ယေရှုနမဖြစ်အဖလက်တော်အနန္တနဲ့ကြွယ်ဝခြင်းကျမ်းမာခြင်းပျော်ရွှင်ခြင်းငြိမ်သက်ခြင်းနဲ့ပတ်ရပေးတော်မူပါယေရှုနမဖြစ်ဆုတောင်းကောင်းကြည့်ပေးတယ်ယေရှုနမဖြစ်အဖလက်တော်အနန္တပါဟာလေလုယာရှပောပါရှိတီဆုတောင်းဖို့ဖျားကဖော်ပြသေးတယ်ဒါပေမဲ့ဒီမှာဆုတောင်းနေတဲ့အထဲမှာတချို့ကအာယုံမလောင်နော်အနောက်အချက်ဖြစ်တယ်တချို့ကမယုံကြည်ဘူးအယုံမလာဘူးအဲ့လိုလူတွေပါတဲ့အခါမှာနည်းနည်းအနောက်အချက်ဖြစ်တယ်နော်အနောက်အချက်ဖြစ်တယ်ဟာလေလုယာရှပောပါရှိတီတီ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 ဟိုဘင်းစားကတော်ရီနော်ဘင်းစားကတော်တွေမွေးရဆေးဝါးတောက်စားတဲ့မိန်းမတွေရဲ့ငိုကြွေးတန်လဲဖះကကြားပေးတာဖြစ်တယ်နော်အဲကြောင့်အဲ့လိုဘင်းစားမိသားစုတွေအတွက်လည်းပြန်ပြီးဆုတောင်းပေးမယ်ဟာလေလုယာကိုရောယေရှုတင်တဲ့တန်ရှင်တော်ဝိညာဉ်တော်ဖះယေရှုတင်တဲ့ကိုရောရဲ့ယေရှုတော်တက်ကြောင့်မလို့ဒီနေ့ပြန်ပြီးမှဆုတောင်းပေးရတော့ခွန်ကိုရောဖွင့်ပြတော့အခုပေးတော့ကြောင့်လေယေရှုတင်တဲ့ဒီနေ့မွေးရဆေးဝါးကြေးကျွန်းရောက်နေတဲ့မိသားစုတွေနာကျင်နေတဲ့နှလုံးသားတွေငိုကြွေးနေတဲ့မျက်ရည်တွေကိုရောမြင်ပေးတော့ကြောင့်လေယေရှုတော်ချီးမွမ်းတယ်ဒီနေ့ဒီမွေးရဆေးဝါးကြေးကျွန်ကနေလွတ်မြောက်စေဖို့လည်းယေရှုနမဖြစ်ဆုတောင်းကောင်းကြည့်ပေးတယ်။ညီသက်ခြင်းရစေပါဝမ်းမြောက်ခြင်းရစေပါယေရှုနမဖြစ်ဆုတောင်းကောင်းကြည့်ပေးတယ်။ယေရှုနမဖြစ်အဖလက်တော်အနန္တတန်ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်အနန္တပါ၏အရာရာဟာဖဖျားတခင်ဘုံတော်အတွက်ဖြစ်စေပါယေရှုနမဖြစ်ဆုတောင်းကောင်းကြည့်ပေးတယ်ယေရှုနမဖြစ်အဖလက်တော်အနန္တတန်ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်အနန္တပါ၏ဟာလေလုယာရှပောပါရှိတီယေရှုနမဖြစ်ဆုတောင်းကောင်းကြည့်ပေးတယ်ယေရှုနမဖြစ်အဖလက်တော်အနန္တတန်ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်အနန္တပါ၏ဟာလေလုယာအာမင်အာမင်နောက်ထပ်ရှိဖခင်ကဖွင့်ပြသေးတယ်နော်ခဏအောင်နော်ဆိုတော့နည်းနည်းလဲဆုတောင်းတဲ့လူတွေလဲစိတ်ဝင်စားပေးပါ
no saranga nene anau shet phit ne o shapau pa shitidi 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 ဟိုကလေ AIDS ဖြစ်တာတို့ B ပိုးဖြစ်တာတို့ယောဂပိုးရှိတဲ့လူတွေကင်ဆာဖြစ်တာတို့ဆိုတဲ့လူတွေလဲနော်တကယ်ပျောက်ခြင်းနဲ့ဆိုရင်တော့ကျမတို့တယောက်ချင်းဆုတောင်းပေးမယ်ခွဲစိတ်ပေးမယ်အဲ့ဒါကြတော့ဇုံးမှာဝင်လာပါနော်ဆိုတော့ဒီမှာဒီအရာကိုဆက်သွားမယ်ဆိုတော့နော်နည်းနည်းကြာသွားမယ်နော်ဆိုတော့အခုကျမဒီတနာရီဒီကြားမှာအပိဆုတောင်းကောင်းကြီးပေးဖို့ဖြစ်တယ်နော်ဆိုတော့ဖခင်ကတခုချင်းနေဖွင့်ပြနေတယ်ဒါဒီနေ့ရဲ့အစီအစဉ်ကကျမရဲ့အစီအစဉ်လုံးဝမဟုတ်ပါဘူးတကယ်တော့ကျမရဲ့အစီအစဉ်ကတော့ကောင်းကြီးပေးဖို့ပဲနော်တိုးပွားပေးဖို့ကောင်းကြီးပေးဖို့ကျမ်းမာဖို့ဒီလောက်ပဲကောင်းကြီးပေးဖို့ဖြစ်တယ်ဒါပေမဲ့ဝိညာဉ်တော်ဖွင့်ပြလာတဲ့အရာတွေနော်ဒီမှာလဲတချို့တွေကအယမ်းတို့အဆုတောင်းခံနေတဲ့လူတွေရှိသေးတယ်နော်ဆိုတော့ဒီမှာရေးထားပေးပါနော်ဘာအတွက်ဆုတောင်းခံခြင်းလဲဆိုရင်တော့ဒီနေ့တကိုတရက်လုံးတင်တို့ဆုတောင်းခံချက်တွေကိုကျမပြန်ပြီးမှကြည့်ပြီးမှဆုတောင်းပေးမယ်နော်ဆိုတော့ကျမလည်းဒီတနာရီအသွေးမှာကောင်းကြီးပေးချင်တာဖြစ်တယ်ဆိုတော့အခါကျတော့ဒီနေ့နားတော့မယ်နော်ဆိုတော့အခုကဘိတ်တိတ်ရင်နဲ့ဘိတ်တိတ်စီအတွက်ပြန်ပြီးဆုတောင်းပေးမယ်နော်ဆိုတော့ကျမလည်းဒီတနာရီအထဲမှာအပြီးလုပ်ချင်တာဖြစ်တယ်ဟာလေလုယာဆိုတော့တချို့တွေကဖခင်ကိုကျေးဇူးတော်ချီးမွမ်းပါနော်တင်တို့ရဲ့ကောင်းကြီးတွေကတချို့ကအယမ်းလေးကြီးရသွားတဲ့ဟာတွေရှိတယ်တချို့ကကြတော့ကြတယ်နင်တို့ရဲ့ဘေးမှာတော့ကြတယ်တင်တို့မယူတတ်တာလေမတွေ့ဝိညာဉ်တဘောနားမလေးတဲ့အခါမှာအဲ့လိုမရှိဘူးအဲကြောင့်လို့ကိုကဖျားပေးတဲ့ကောင်းကြီးကိုယေရှုနာမနဲ့ယူတယ်ဖျားစီကလာတဲ့ကောင်းကြီးလို့ပြောရမှာဖြစ်တယ်ဟာလေလုယာနော်စာတန်ကမနာလိုရင်တိုက်ခိုက်တယ်ဖျားစီကလာတဲ့စာတန်နဲ့ရောတတ်တယ်အဲကြောင့်ဖျားစီကမလာတဲ့ကောင်းကြီးကိုယေရှုနာမနဲ့ဖေရှားတယ်ဖျားစီကလာတဲ့ကောင်းကြီးကိုယေရှုနာမနဲ့လက်ခံတယ်ဒီလိုမျိုးကိုလည်းပြန်ပြီးဆုတောင်းပါပြီးရင်ပတ်စံအိတ်တွေဟွာပေါ့နော်မနစ်တုံးကခြံထားတဲ့အလူငွေမနစ်တုံးကပေါ့နော်အိတ်မှာအဆောင်ထဲတဲ့အရာကိုဖေးလိုက်နော်ဖေးလိုက်ပြီးရင်နောက်ထပ်ပတ်စံအိတ်မှာပြန်ပြီးထည့်ဖို့နော်ကျမတို့ရဲ့ပတ်စံအိတ်မှာပြန်ပြီးထည့်ဖို့ကောင်းကြီးပွားပေးဖို့လည်းပြန်ပြီးကင်ထားပါဆိုတော့ဘိတ်တိတ်စီရဲ့ရေရဲ့ဒီပတ်စံအိတ်ရဲ့ဒီပတ်စံရဲ့ကင်ထားပါနော်ကင်ထားပါဆိုတော့ရှေ့မှာထားပေါ့နော်ပြီးရင်ကောင်းကြီးကပြန်ပြီးဆက်ပေးမှဖြစ်တယ်နော်ဆိုတော့ဒီနေ့ပြန်စီစဉ်ထားတဲ့အရာကျမဆုတောင်းပြီးပြီဆိုရင်ပတ်စံအိမ်မှာထည့်ပြီးယေရှုအသွေးတော်နဲ့တစ်စိတ်ခတ်တယ်ဆိုပြီးပိတ်လိုက်နော်ဟာလေလုယာတန်ရှင်ဝိညာဉ်တော်ဖျားယေရှုနမဖျားအဖခမေရထန်တမီတုန်ချင်းကဆုတောင်းပါရယေရှုနမဖျားအဖလက်တော်အနံပါယတန်ရှင်ဝိညာဉ်တော်ဖျားလက်တော်အနံပါယဖဖျားတခင်ဒီနေ့တို့ယုံကြည်ခြင်းနဲ့ဆုတောင်းခံတဲ့ပေါ်မှာတန်ရှင်ဝိညာဉ်တော်ဖျားအလုပ်လုပ်ပြီးပါ2025မှာကောင်းကြီးပေးထားတဲ့ကောင်းကြီးပတ်စံနဲ့ဒီနှစ်2026ကောင်းကြီးပြန်ပြီးပွားတဲ့အရာကိုပြန်ပြီးအချိတ်ဆက်မြည်စေဖို့လဲယေရှုနာမနဲ့ကောင်းကြီးပေးတယ်ဒီ2026မှာလဲသူတို့တိုးပွားခြင်းကောင်းကြီးမင်္ဂလာခံစားရစေပါပေတော့မှသူတို့ရဲ့ပတ်စံအိတ်ငွေမပြတ်ပါစေနဲ့ယေရှုနာမဖြစ်ကောင်းကြီးပေးတယ်တိုးပွားခြင်းများပြားခြင်းကောင်းကြီးမင်္ဂလာစီစဉ်စေပါယေရှုနာမနဲ့ကောင်းကြီးပေးတယ်သူတို့ရဲ့ဘိတ်တိတ်ရေကိုလဲယေရှုနာမနဲ့ကောင်းကြီးပေးတယ်ယေရှုသွေးဖြစ်ဝိညာဉ်မြဖြစ်စေဖြစ်အလင်းဖြစ်ယေရှုချစ်ခြင်းမေတ္တာဖြစ်တယ်အိုးသူတို့ဒီဘိတ်တိတ်စီအသုံးပြုတဲ့အခါမှာလဲဘိတ်တိတ်တကိုပါရှိစေပါရေကိုတောက်တဲ့အခါမှာလည်းရေဝင်သွားတဲ့နေရာတိုင်းမှာစာတန်ရဲ့လက်နက်တကိုးတွေအကုန်ထွက်စေပါမတန့်ရှင်းတဲ့အရာတွေအကုန်တန့်ရှင်းစေပါယေရှုနာမဖျားအဖလက်တော်အနန္တတန်ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်အနန္တပါယေရှုနာမဖြစ်ဆုတောင်းကောင်းကြီးပေးတဲ့ယေရှုနာမဖျားအဖလက်တော်အနန္တတန်ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်အနန္တပါဟာလေလုယာအာမင်ဆိုတော့ဘိတ်တိတ်စီနဲ့ကိုနဖူးကိုအရင်ဆုံးယေရှုလောက်တိုင်တကိုးစိုက်ထူလိုက်နော်ဒီလိုစိုက်ထူလိုက်ယေရှုလောက်တိုင်တကိုးစိုက်ထူတယ်မတ်ပုံတင်မှာလည်းရင်မောင်းမှာလည်းယေရှုလောက်တိုင်တကိုးစိုက်တယ်ဘန်စာအုပ်မှာလည်းယေရှုလောက်တိုင်တကိုးစိုက်ထူတယ်ပြီးရင်ဒီ passport စာအုပ်ရောလက်ဝါးကတိုင်တကိုးစိုက်ထူပြီးရင်ကျမတို့ရွှေဆုတောင်းထားတဲ့လူတွေလည်းရွှေပေါ်မှာလည်းယေရှုလောက်တိုင်တကိုးစိုက်ထူယေရှုလောတိုင်တကူစိုက်ထူယေရှုနာမနဲ့ကောင်းကြီးပေးတယ်ပတ်စံတွေအပေါ်မှာလည်းယေရှုလောတိုင်တကူစိုက်ထူတယ်ယေရှုနာမနဲ့ကောင်းကြီးပေးတယ်ခဏကပတ်စံအိတ်မှာထည့်လိုက်တော့ထည့်ပြီးမှအိုက်ပတ်စံအိတ်ကိုလည်းယေရှုလောတိုင်တကူစိုက်ထူတယ်ယေရှုနာမနဲ့ကောင်းကြီးပေးတယ်ဆိုပြီးပိတ်လိုက်တော့โอเคရပြီနော်ဆိုတော့အရောက်စီတိုင်းနားလေမလို့ယုံကြည်တယ်ဝိညာဉ်တော်အလုတ်လုတ်လာပြီဆိုရင်တားလို့မရဘူးနော်ဆိုတော့တကယ်တော့ကျမစီစဉ်ထားတာတော့ကောင်းကြီးပေးဖို့ပဲဒါပေမဲ့ဖခင်ကအကုန်ဖော်ပြနေတယ်
နော်ပထမတစ်ခေါက်ဘာအရင်လှုပ်လိုက်လေဆိုနင်တို့အတွက်ကောင်းကြီးပေးမယ်ဆိုတာနဲ့လေဟာကောင်းကင်ကနေရွှေတွေလေနင်းနော်ခရင်ခရင်ခရန်းခရန်းခရန်းအတန်တောင်မြည်တယ်နော်အတန်တောင်မြည်တယ်ကျမကိုကြည်ထားတဲ့လူကတွေ့မှာပါကျမမျက်စိမိတ်ပြစုတောင်းနေတော့အဲ့ရွှေတွေအရန်တင်းနေတော့ကျမဖွင့်ကြည့်လိုက်တယ်နော်ဖွင့်ကြည့်လိုက်တယ်နော်ဆိုတော့ဟိုပါပေါ့နော်ပြန်ပြီးမှရစ်ကြည့်လဲရတယ်ဆက်ဆက်ဖះကလေအတန်လေးနားထဲမှာတော့အတကုံတွန်းလောင်းပြီးတာနင်းနမဟုတ်ဘူးအတုံးတွေနော်ဆိုတော့အဲ့ဒါတွေကဘာလဲဆိုတော့ရွှေတွန်းလောင်းပြီးတယ်ဆိုတာကရွှေဆိုတာကဖះနဲ့ဆိုင်တဲ့အရာဖြစ်တယ်နော်ဆိုတော့ကျမတို့ကောင်းကြီးရလာပြီဆိုရင်ကိုယ့်ရဲ့ဝိညာဉ်အတွက်ဖះအတွက်အသုံးပြုကြပါနော်အသုံးပြုကြတော့အဲ့ဒါပဲကျမတို့ရဲ့ထာဝရမှာကြံခဲ့မဲ့အရာဖြစ်တယ်နော်ကြံခဲ့မဲ့အရာဖြစ်တယ်ကျမတို့အလွဲသုံးစားမလုပ်နဲ့ပြီးရင်လောဘမကြီးနဲ့ပြီးရင်ကျင့်နိုင်ရောင်ရည်မှုရှိကျေးဇူးတည်တတ်အဲ့ဆိုရင်အဆင်ပြေပြီနော်ဆိုတော့ဘယ်တော့မှပတ်စံပြတ်တယ်ဆိုတာမရှိဘူးနော်ကျမဘဝကအခုပဲမပြတ်တာမဟုတ်ဘူးနော်ဟိုငငယ်ကနေအခုချိန်ထိကောင်းကြီးမပြတ်ဘူးဘာကြောင့်လဲဆိုရင်ဟိုငငယ်ကနေလေပတ်စံမရှာတတ်တဲ့အချိန်ကနေစမုံဖို့မပြတ်ဘူးနော်ဒါကဖះကျမကိုပေးထားတဲ့ကောင်းကြီးကျမပတ်စံအိတ်ဘယ်တော့မှကုန်တယ်ဆိုတာမရှိဘူးနော်ဒီကောင်းကြီးကိုနင်တို့ပြန်ပြီးပွားပေးတာဖြစ်တယ်မယုံမရှိပါနဲ့နော်ပတ်စံပြတ်တယ်ဆိုတာမရှိဘူးစုတောင်းခံတဲ့သူတွေယုံကြည်ခြင်းနဲ့လိုက်လုပ်တဲ့သူတွေအများကြီးပဲတက်တယ်ခန္ဓာနော်တီတီတိုတိုတက်တယ်ခန္ဓာတွေကျမတို့က line ပေါ်မှာတင်ဖို့လဲဗီဒီယိုလဲမရိုက်နိုင်ဘူးနော်ဆိုတော့တချို့တွေကဟိုပါပေါ့နော်ကုန်ခါနီးပြီးဆိုပြန်ဝင်လာမယ်နော်ဆိုတော့ဒါကကျမတို့ယုံကြည်ဖို့ဖြစ်တယ်ဒါပေမဲ့လောဘတော့မချီနဲ့ပေါ့ရောင်ရေးဖို့နော်ရောင်ရေးတဲ့နှလုံးသားဖျားလိုချင်တာဖြစ်တယ်ဟာလေလုယာနော်ဆိုတော့ဒီနှစ်ကနော်ဖျားကတတိုးသမီးကိုလည်းရွေးလာတဲ့နှစ်တည်ဖြစ်လာတဲ့အခါမှာဒီနေ့ကျမတို့ကိုယ်တိုင်ကတော့ယေရှုရဲ့တတိုးသမီးအဆင့်ထိသွားပြီလားဒီအရာတွေကိုအရေးကြီးတယ်ပြီးရင်ဖျားပေးတဲ့ကောင်းကြီးတွေကိုရှောက်မတုံးနဲ့နော်ရှောက်မဖြုံးနဲ့ဆိုတော့ဘေကဘေးရဒါဖျားပေးတာဖြစ်တယ်အလူငွေပဲဖျားငွေမဟုတ်ဘူးဒီနေ့တင်တို့ရတဲ့ငွေတွေအားလုံးကဖျားကြောင်ရတာဖြစ်တယ်ဖျားငွေတွေဖြစ်တယ်ဘယ်မှာမဆိုတစ္ဆာရှိဖို့လိုတယ်ငွေရေးကြေးရေးမှာလည်းတစ္ဆာရှိဖို့လိုတယ်เนาะဒီနေ့ဧဝံဂေလိလုပ်တဲ့ညမှာလည်းကျမတို့ငွေရေးကြေးရေးလည်းတစ္ဆာရှိဖို့လိုတယ်အလူငွေလည်းတစ္ဆာရှိဖို့လိုတယ်เนาะဒီနေ့ကျမတို့ရှာပြီးရထားတဲ့ပတ်စံတွေလည်းကျမတို့တစ္ဆာရှိဖို့လိုတယ်ဟာလေလုယာโอเคเนาะယုံကြည်ပါဒီနေ့ဒီဘိတ်တိတ်လည်းပေးပြီးကိုတိုင်လည်းဆုတောင်းပေးပါနော်ကိုရဲ့သားသမီးကိုလည်းဘိတ်တိတ်ပေးပါရေကိုလည်းဆုတောင်းပြီးမှတောက်ပါဆိုတော့အိမ်မှာလေအစင်မပြေတာတို့တယောက်နဲ့တယောက်မတည့်တာတို့တယောက်နဲ့တယောက်စကားများတာတို့ဆိုရင်လည်းမိသားစုတောက်တဲ့ရေထဲမှာပြန်ပြီးမှဆုတောင်းပြီးပွားပြီးနော်ဆိုတော့ဒီလိုလုပ်တဲ့အခါမှာနော်တိတာတယ်နော်တကယ်ပဲယုံကြည်ခြင်းနဲ့လိုက်လုပ်တဲ့လူတွေကတိတာတယ်ကျမ်းမာခြင်းရတယ်ငြိမ်သက်ခြင်းရတယ်ပျော်ရွှင်ခြင်းရတယ်ဟာလေလုယာနော်ဆိုတော့ဒီနေ့ကောင်းကြီးဆိုတဲ့အခါမှာလေနော်ကျမတို့ကောင်းကြီးယူတတ်ဖို့လိုတယ်ကောင်းကြီးကဘယ်မှာရှိလဲကဲဒီမှာပေါ့ရေမထွက်တဲ့ညမှာရေလာခတ်လို့ရတာမရဘူးရေထွက်တဲ့ညမှာမှရေလာခတ်လို့ရတယ်အဲကြောင့်ကောင်းကြီးယူမယ်ဆိုရင်ကောင်းကြီးရှိတဲ့နေရာမှာယူတတ်ဖို့လိုတယ်တခါလေကျမတို့ကောင်းကြီးရချင်ပြီးမရှိစင်ရေးသားတွေကိုသွားပေးတယ်မဟုတ်ဘူးနော်ကောင်းကြီးလိုချင်ကောင်းကြီးရှိတဲ့နေရာမှာပေးနော်မရှိစင်ရေးသားတွေဆိုရင်ကျမတို့ကောင်းကြီးကနေပြန်ပြီးပေးကမ်းတာစွန့်ကြေးတယ်ခေါ်တယ်အဲ့ဒါကစွန့်ကြေးတာနော်ကောင်းကြီးကစွန့်ကြေးတာမဟုတ်ကောင်းကြီးကကောင်းကြီးကိုယူတတ်ဖို့လိုတယ်ကောင်းကြီးရှိတဲ့နေရာနော်ရေမရှိတဲ့နေရာသွားခတ်လို့မရနော်ဆိုတော့တချို့တွေကအမှုတော်ဆောင်တွေလည်းကျမအားပေးခြင်းတယ်နော်အမှုတော်ဆောင်တွေကျမစီမှာအလိုငွေခံတဲ့အမှုတော်ဆောင်တွေလည်းများတယ်ပြောချင်တာကလူကိုအားမကိုနဲ့ကျမကတင်တို့တောင်းရင်အများကြီးမပေးပါဘူးဝိညာဉ်တော်နိုးစော်တလောက်ပဲပေးတယ်ဝိညာဉ်တော်ပေးခိုင်းရင်တော့တင်းရာနဲ့ချီပြီးဖះเจ้าတစ်ကြောင်းဆိုရင်ကျမတင်း400ပေးတယ်နော်ဆိုတော့ပြောချင်တဲ့အရာကဝိညာဉ်တော်ပေးခိုင်းရင်ကျမပေးတယ်ဒါပေမဲ့ကျမပေးတယ်ဆိုပြီးတောင်းတိုင်းလည်းကျမပေးမှာမဟုတ်ဘူးဒါပေမဲ့လူကိုအားမကိုစေခြင်းဘူးဖះကိုအားကိုပါနော်ကျမတို့ဘာမှမဟုတ်တဲ့ main ကလေးတယောက်တောင်ဒီနေ့ဒီအချိန်ထိကျမဘယ်သူမှအာမကိုဘေးအမျိုးမှလည်းအာမကိုကျမကိုထောက်ပံ့ပေးတာမရှိဘူးနော်တကယ်ပြောတာနော်ဆိုတော့ဒီနေ့ကျမတို့ကိုထောက်ပံ့ပေးတာထာဝရဘုရားပဲနော်ဆိုတော့ဒီနေ့ကျမတို့ဘုရားနဲ့တွားတာမှန်ရင်ဘုရားကလူတူတယောက်လောက်ကိုတူးထိတဲ့အခါမှာပေးလာလိမ့်မယ်
ကျမတို့တောင်းရင်လူတောင်းတာဖြစ်သွားတယ်နော်တကယ်တော့ကျမကတောင်းတဲ့လူကိုတိတ်မပေးချင်ဘူးဒါမဲ့တောင်းတဲ့လူတွေကိုလည်းကျမတို့ကပေးရမယ်နော်ဆိုတော့ဒါပေမဲ့ဝိညာဉ်တော်နိုးဆော်ပြီးပေးတာနဲ့တောင်းပြီးပေးတာနဲ့ကမတူတော့ရတဲ့အမောင့်နဲ့မတူတော့နော်ဆိုတော့ဒီနေ့ကျမတို့လူတွေကိုအာမကိုပါနဲ့နှခေါင်းနှပေါက်နဲ့အသက်ရှင်တော့သူတွေပဲဖြစ်တယ်ဖះကိုအားကိုးစေခြင်းနဲ့ကျမကိုလည်းအားကိုးတာကျမမကြိုက်ဘူးနော်ကျမကိုဖះပေးခိုင်းကျမပေးမယ်ဒါပေမဲ့အားကိုးပြီးတောင်းလာတဲ့အရာတွေကမကြိုက်ဘူးဘာကြောင့်လဲကျမတို့ကဖះမဟုတ်ဘူးဖះနေရာမှာယူလို့မရအောင်နော်ဆိုတော့ဒီနေ့ကျမတို့ဖះအတွက်လောက်တာမှန်ရင်လုံးဝမခက်ခဲဘူးလုံးဝမစင်ကြီးဘူးနော်ကျမဖះနောက်လိုက်လာတာအကုန်စွန့်တယ်ဒါပေမဲ့ဒီနေ့ကျမစွန့်တာတဲ့ဖះကပူပြီးမှတောင်ကောင်းချီးပေးတယ်နော်အဲကြောင့်ကျမတို့ဖက်ကနေအရင်ဆုံးကျမတို့ကနော်ပေးကန်တတ်တော်သူနော်ချင်းငါတတ်တော်သူနော်သူများဆရာရယူချင်းမဟုတ်ဘဲနဲ့ကျမတို့ဘာပေးရမလဲဆိုတဲ့အသက်တာနဲ့2026မှာအသက်ရှင်ကြည့်ပါနော်ကျမတို့ဖက်ကနေဘာပေးရမလဲဒီနေ့ကျမတို့ကဘာရမလဲဆိုတဲ့အရာနဲ့တွားတဲ့အခါမှာကောင်းကြီးမဖြစ်ဘူးနော်ဆိုတော့ကောင်းကြီးလဲခဏကကျမပြောသလိုကောင်းကြီးလိုချင်တယ်ဆိုရင်ရေလိုချင်ရေမရှိတဲ့ရေသွေးမှာတွားခတ်လို့မရအောင်အဲ့ဒါတီးဖို့လို့တချို့ဆရာတွေသူတို့ကအရှင်မပြေဘူးဆရာမရေကောင်းကြီးလိုချင်ရင်ကောင်းကြီးလိုချင်မျိုးစေ့ကြေးတဲ့တကယ်တော့တင်တို့ကကောင်းကြီးမရှိနေကျမစီမှာကောင်းကြီးတောင်းခံရမှာအခုကတချို့တွေကပြောင်းပြန်အလူငွေတောင်းတာတော့ပြောင်းပြန်နော်ဆိုတော့ကောင်းကြီးလိုချင်မျိုးစေ့ကြေးပါတဲ့နော်ဒီနေ့မျိုးစေ့ဆိုတာကယေရှုခရစ်တော်ပဲနှုတ်ကပတ်တော်ကမျိုးစေ့ဖြစ်တယ်အဲကြောင့်ဖခင်ကိုယ်တိုင်ကမျိုးစေ့ကြေးတော်သူကျေတော့သူစားတော့သူကြိမ်ချင်းလို့ပြောတာဖြစ်တယ်။နော်ဒီနေ့ကျမတို့မျိုးစေ့ဆိုတာကများများကျင့်များများရမယ်ဆိုတာစံစာမှာနှုတ်ကပတ်တော်ဥပမာနဲ့ပြောထားတာဖြစ်တယ်။ဥပမာနဲ့ပြောထားတယ်။နော်ဒါပေမဲ့လူတွေကဥပမာကိုပဲဟောစားနေတာ။ဘာကြောင့်လဲအ내အတိတ်တွေမပြတ်နိုင်လို့ဖွင့်ပြတဲ့ဉာဏ်ပညာတန်ရှင်တော်ဝိညာဉ်တော်နဲ့နေတော့ဉာဏ်ပညာရဲ့ဖွင့်ပြချက်မရတဲ့အခါမှာမျိုးစေ့များများကျင့်များများရမယ်ဖြစ်သွားတယ်။တကယ်တော့ဖျားလိုချင်တဲ့မျိုးစေ့ကနှုတ်ကပတ်တော်ဖြစ်တယ်ယေရှုခရစ်တော်ဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်ဖြစ်တယ်နော်ဝိညာဉ်မျိုးစေ့များများကျင့်ဖို့လိုတယ်ဒီအရာကိုလည်းနားလည်စေခြင်းနဲ့အမှုတော်ဆောင်တွေလဲနော်ဒီနေ့ကျမတို့ကအလူငွေဘယ်ရမလဲဘယ်သူထည့်မလဲမမျောနဲ့ဖျားကိုပဲမျောပါဒီနေ့ကျမဘယ်သူမှမမျောနော်အခု15နှစ်ရှိပြီဟဲ့အလူငွေပါဝင်ကြပါခီးထွဲရတော့မယ်မရှိဘူးနော်ဆိုတော့ကိုကဖះအတွက်လောက်တာမှန်ရင်ဖះကအကုန်တာဝန်ယူသွားတယ်ကြည့်နော်ဒီ2025ဒီလောက်ခက်ခဲတဲ့ကာလမှာကျမစီးရင်ချုပ်လိုက်တာနော်3000ကျော်သွားတယ်ဒါမဲ့ဘာဖြစ်လဲဖះတူခိုင်းတဲ့အလုပ်ဖြစ်တော့ကြောင့်ဖះတူအကုန်တာဝန်ယူသွားတယ်ကျမတို့ဘာဝန်နေဆရာလဲမလို့အလူငွေမျောဆရာလဲမလို့ကျမတစ်ခေါက်ခီးထွက်ရင်300ချီပဲနော်ဒါပေမဲ့အလူငွေမခံဘူးဒါပေမဲ့ဖះကဘသူကဘလို့စိတ်ထားနဲ့ဘာလုပ်လဲဆိုတာသိတယ်အဲ့တော့ဘာဖြစ်လဲကျမတို့ကကိုယ့်ရဲ့ကိုယ်ခန္ဓာကိုယ်ကာယတတ်မှတ်ခြင်းနဲ့ပဲကျမတို့ဆုတောင်းရင်မရဘူးအဲ့ကြောင့်ဒီနေ့ကျမတို့ဆုလည်းတောင်းတတ်ဖို့လိုတယ်နော်ဒီနေ့ကျမတို့ကောင်းကင်နိုင်ငံတော်အတွက်ခမေးတော်အတွက်ဝိညာဉ်တွေအတွက်လိုအပ်သမျှဖះကပေးမယ်လို့ပြောထားတာဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ကျမတို့စီးပွားရေးလုပ်ရင်လည်းကောင်းကင်နိုင်ငံအတွက်ဖြစ်ရမယ်နော်ဈေးရောင်းဈေးဝယ်တယ်ကောင်းကင်နိုင်ငံအတွက်နော်ဒီနေ့ကုမ္ပဏီပဲလုပ်ဟိုတယ်ပဲလုပ်ကုန်စိမ်းပဲရောင်းဆက်ပဲချုပ်ဈေးပဲရောင်းရလာတဲ့ကောင်းကြီးတွေကကျမတို့ဘာအတွက်လဲဆိုတာယဉ်မှန်းချက်ရှိဖို့လို့အဲ့ယဉ်မှန်းချက်မှန်ဖို့လို့အဲ့ယဉ်မှန်းချက်ကဘာလဲနိုင်ငံတော်နဲ့ရှင်တော်ဧဝံဂေလိအတွက်ပဲဖြစ်ရမယ်အဲ့အတွက်ဆိုရင်ဖခင်ကဘာပြောလဲတင်တို့လိုသမျှကြည့်လိုသမျှဘာလိုရင်ဘာပဲဟာလေလုယာဘာလိုရင်ဘာပေးတယ်နော်ဒါပေမဲ့ဒီနေ့ကျမတို့ကစီးပွားရေးပဲလုပ်နော်ကိုယ့်အတွက်ပဲလုပ်နေတယ်ကိုယ့်ဇာတိအတွက်ပဲလုပ်နေတဲ့အခါမှာဖခင်ကမျက်နှာလွဲသွားတယ်နော်ဖခင်နားမညောင်းပေးတော့ဆိုတော့ဒီအချက်တွေလည်းတိဖို့လိုတယ်အဲကြောင့်မလို့ကျမတို့ကတေးသွားရင်ကျမတို့ဝိညာဉ်တွေဘာမှလုပ်ပိုင်ခွင့်မရှိတော့ကျမတို့အသက်ရှင်နေတုန်းကပဲလုပ်ရတာဖြစ်တော့ကြောင်းဒီအလုပ်လုပ်တာကကိုဝိညာဉ်တွေနော်ဒီအလုပ်ဒီဝန်ထမ်းအလုပ်လုပ်တာလက်ခရတာကဖခင်နိုင်ငံတော်အတွက်ဆိုတာဖြစ်ရနော်ဘာပဲလုပ်ဖခင်နိုင်ငံတော်အတွက်ဆိုပြီးမှလုပ်ကြည့်ပါတင်တို့
ဒီထက်ပိုပြီးကြွယ်ဝမယ်ဒီထက်ပိုပြီးမှနော်အစင်ပြေမယ်အဆက်ဆက်ရရဘာဘေးဘေးကြုံလာလွတ်မြောက်တော့အခွင့်ကိုတော့ပေးတာဖြစ်တယ်ဟာလေလုယာနော်အရောက်စီတိုင်းဖျားခင်ကောင်းကြီးပေးပါစေဟာလေလုယာဒီနေ့တော့ကိုယ့်ရဲ့မိသားစုသားသမီးတို့လည်းကောင်းကြီးပေးကြပါဆိုတော့တိုးပွားခြင်းကောင်းကြီးဖြစ်တော့ကြောင်းကိုယ့်ရဲ့သားသမီးတွေဆိုရင်လည်းအတတ်နိုင်ဆုံးနော်သူတို့ကောင်းကြီးပေးတဲ့အခါမှာမြင်ဟိုပါပေါ့ပတ်စံတတ်နိုင်တဲ့လောက်ပေးကြပါပတ်စံတတ်နိုင်တဲ့လောက်ဒါကဖခင်ကဒီနေ့ကျမကိုနိုးဆော်ပေးတဲ့အရာဖြစ်တယ်ခါတိုင်းဆိုရင်စုအသေးပဲတောင်းပေးယေရှုမနဲ့ကောင်းကြီးမဟုတ်ဘူးကလေးတွေရောတရွက်ဆိုတရွက်9000ဆို9000ကြီးတဲ့လူကကြီးတယ်လို့ပေးကြပါနော်ဒါကလက်တွေ့ကိုယ်တိုင်ကျင့်တာဖြစ်တယ်နော်ကိုယ်တိုင်ပေးကမ်းခြင်းကျင့်တာကိုယ်တိုင်ကျမတို့ကဘာဖြစ်လဲသူများစီကပဲယူခြင်းမဟုတ်ဘဲနဲ့နော်ဒီနေ့ကမိဘရှိတဲ့လူမိဘတွေကိုပေးပါကောင်းကြီးပေးပါပြန်ပြီးကောင်းကြီးတောင်းခံပါပြင်သားသမီးကိုထက်ငယ်တဲ့လူတွေလည်းနော်ပွားပေးတာတင်းရဲ့ကောင်းကြီးအခုကျမကတင်တို့ကောင်းကြီးပေးလိုက်ပြီတင်တို့ကောင်းကြီးရပြီအဲ့တော့အဲ့ကောင်းကြီးနဲ့ကျမတို့ကပြန်ပြီးမှလက်ဆင့်ကမ်းကိုမိသားစုတွေကိုပြန်ပြီးကောင်းကြီးပေးပါဟာလေလုယာနော်ဆိုတော့ဒီနေ့ကျမတို့ကိုကျမ်းမာတဲ့အချိန်အသက်ရှင်နေတဲ့အချိန်စီးပွားရေးလုံနိုင်တဲ့အချိန်မှာပဲကိုယ့်ရဲ့ဝိညာဉ်အတွက်လှုပ်လို့ရတာကဲအခုလူတွေအသက်ကြီးသွားပြီးသွားလာလို့မရတော့ဆိုဘာမှလုပ်လို့မရတော့အဲကြောင့်မလို့ဒီနေ့ကျမတို့ရဲ့အချိန်နာရီကိုတန်ဖိုးထားပါကျမတို့အချိန်လောက်တန်ဖိုးရှိတဲ့အရာမရှိပါဘူးเนาะဆိုတော့ဒီနေ့ကျမတို့ကအချိန်ကိုเนาะအလဟတာအတုံးဖြုံးတယ်ဖုန်းနဲ့တုံးတယ်เนาะဟိုလူတွေနဲ့ဟိုဟာပြောဒီဟာပြောနေအချိန်ကုန်တယ်ဆိုတော့ဒီနေ့ကျမတို့ကြံရှိနေတဲ့အချိန်ကာလအသက်ကိုယ့်ရဲ့ဝိညာဉ်အတွက်เนาะကျမ်းစာလည်းဖတ်ဖို့လိုတယ်ကျမ်းစာမှာကကျမတို့ဘယ်လိုအသက်ရှင်ရမလဲကောင်းကြီးပိုင်းတွေနဲ့လည်းဘယ်လိုအသက်ရှင်ရမလဲဆိုတာတွေအများကြီးရေးထားတယ်လူတွေကမဖတ်ဘူးတချို့ကဖတ်တယ်ဖတ်တော့လည်းပဲဖခင်ရဲ့နဲ့နေတဲ့အရာဖွင့်ပြခြင်းမရှိတဲ့အခါမှာနားမလည်နိုင်ဘူးเนาะအဲကြောင့်အခုကျမကကျမ်းစာကိုဒီကေတင်ချင်းကနေကိုကျမဖခင်အလူငွေဘယ်လိုပေးရမလဲဖခင်အလူတော်နဲ့ဘယ်လိုအသက်ရှင်ရမလဲဆိုတဲ့အရာကိုကျမကအတူလေးတွေပြန်ပြီးတင်ပေးသွားတာဖြစ်တယ်အခုဒီညဒီမှာလိုက်လွတ်တဲ့အရာကเนาะ30ရက်ပြည့်ပြတ်ပြီအဲကြောင့်လို့ဒီကြားထဲမှာများရှေ့ပေးပါတချို့က line ပေါ်မှာတခါတည်းဆူတောင်းမခံရဘူးဆိုရင်လည်းဒီအကောင့်ကိုပြန်ပြီးမှကြည့်ပြီးမှလည်းဆူတောင်းခံလို့ရတယ်ဆိုတာကိုလည်းနားလေစေချင်တယ်။ Okay ဒါဆို hallelujah အရောက်စီတိုင်းဖျားကောင်းကြီးခံစားရပါစေ။ဟိုပေါ့2မိနစ်လူသေးတယ်2မိနစ်လူသေးတယ်တနာရီပြည့်ဖို့တနာရီထိုးဖို့ Okay နော်ကျမတို့ရဲ့အသက်တာအကျင့်တကယ်ကိုဒါကတော့ကျမအကိုတိုင်အမှုတော်ဆောင်ရင်းနဲ့လောကအရာစွန့်ရင်းနဲ့ဒီ12နှစ်မှာကျမဖြေရတဲ့စာမြင်ပွဲတွေအများကြီးပဲအဲကြောင့်လူတယောက်ရဲ့အဓိကနောက်ဆုံးလက်နက်ကတော့ချစ်ချင်းမေတ္တာဖြစ်တယ်ဟာလေလုယာနော်ချစ်ချင်းမေတ္တာကိုမြည်အောင်လိုက်ပါနော်ဆိုတော့ဒီနေ့တန်ရှင်တော်ဝိညာဉ်တော်လည်းကျမတို့ထဲမှာပြုဆင်းလာတဲ့အရာကဖခင်ရဲ့မေတ္တာတွန်းလောင်းပေးဖို့ပြုပြင်တာဖြစ်တယ်အဲကြောင့်ဝိညာဉ်တော်ရဲ့ပြုပြင်ခြင်းကိုခံဖို့လိုတယ်ဒါပေမဲ့ဝိညာဉ်တော်ရဲ့ပြုပြင်ခြင်းကိုမခံရင်တခါပြုပြင်နေနှစ်ခါပြုပြင်နေသုံးခါပြုပြင်မခံရင်ဝိညာဉ်တော်အလုံးမလုံးတော့ဝိညာဉ်တော်စိတ်နာသွားပြီနော်အဲကြောင့်မလို့တချို့တွေကဝိညာဉ်တော်စိတ်နာအောင်မလုပ်ပါနဲ့ဆိုရင်အမှုတော်ဆောင်တွေဝေဖန်တိုက်ခိုက်တာလောက်ပဲထင်တာမဟုတ်ပါဘူးကျမတို့အထဲမှာဝိညာဉ်တော်ကအလုံးလုံးချင်တယ်ကျမတို့ကမလုပ်ဖို့ညှင်းပေလိုက်ရင်ဝိညာဉ်တော်ကစိတ်နာတယ်ဖြစ်တယ်နော်ဆိုတော့ဒီနေ့ကျမတို့စိတ်နေသဘောထားကအစအကုန်ပြုတ်ပြင်းတယ်နော်ဆိုတော့သူများတော့မသိဘူးကျမဆိုရင်စကားပြောဆိုတော့မားလို့မရဘူးတခုမဟုတ်ရင်တခုအမြဲတမ်းပြုတ်ပြင်းခြင်းခံရတယ်အခုတိနော်15နှစ်ဆိုနေမပြီးသေးဘူးအမျိုးမျိုးပြုတ်ပြင်းခြင်းခံရတယ်ဘာကြောင့်လဲဆိုရင်ဝိညာဉ်တော်ပြုတ်ပြင်းတဲ့အခါမှာပြုတ်ပြင်းခြင်းမခံဘူးဆိုရင်နောက်မလာတော့ဘူးနော်ဒါကိုလည်းနားလေးစေခြင်းနဲ့အရောက်စီတိုင်းဖျားတခင်ကောင်းကြီးပေးပါစေနှစ်တစ်မှာပျော်ရွှင်ခြင်းငြိမ်သက်ခြင်းကောင်းကြီးမင်္ဂလာနော်ကိုယ့်ရဲ့ဝိညာဉ်အတွက်ကိုယ့်ရဲ့ဒီဘန္တာအတွက်နော်ဒီနေ့လောကဘန္တာပဲမဟုတ်ဘူးဝိညာဉ်ဘန္တာအတွက်လည်းတာ၍စုနိုင်တော်သူတွေဖြစ်စေပါဖခင်ရဲ့နိုင်ငံတော်အတွက်ပါဝင်ဆက်ကတော်သူတွေဖြစ်စေပါယေရှုနာမနဲ့ကောင်းကြီးပေးတယ်ယေရှုနာမဖျားအဖလက်တော်အနန္တေတိုင်ရှင်တော်ဝိညာဉ်တော်ဖျားလက်တော်အနန္ပါဤဟာလေလုယာအာမင်โอเคတနိုင်လဲထူပြီโอเคဘိုင်ဘိုင်နော်အားလုံးကိုချစ်ပါတယ်လို့နော်